6ပါးဝိညာဉ်အလုတ်စဉ်ဆိုတဲ့အလုတ်ပိတရားမဟောကြားခင်မဟောကြားမီစေဥစွာရှေ့ပိုင်းကအရင်သတိပေးပြီးတကားလာပြောကြားလိုတာကတော့ဖြင့်အာလုံးတော်ယောဂီတရားဓမ္မအပေါင်းသူတော်ကောင်းတို့သည်ဒီချိန်ကြီးခါဒီနာယီမှာဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးအားဓမ္မပရိပတ်အကျင့်များဖြင့်ပူဇော်ရမယ်အချိန်ခါဖြစ်လေသောကြောင့်ပူဇော်ရမယ်အချိန်ခါရောက်နေတဲ့အတွက်နာကတရားနာပြီးတကားလားဉာဏ်ကခန္ဓာပဲလဲပြီးတော့ခန္ဓာ၅ပါးတူရာပေါင်းရှင်းချုံးလိုက်လို့ရှိရင်ယုံနာ၅ပါးသူ့အစီချုံးကြည့်လိုက်တော့အိဋ္ဌဒုက္ခအနတ္တတရားနောက်ဆုံးလိုက်ကြတာဖြစ်ပြီးပြည့်နေတဲ့ဖြစ်တဲ့ကိုဖြစ်မြင်အောင်နာကတရားနာဉာဏ်ကခန္ဓာပဲလဲပြီးတခါလားလျံတရားနာရင်တရားလို့အထုတ်ကြပါစို့တရားထိုင်ကြပါစို့တရားထိုင်တဲ့အခါကျတော့မိမိတို့ဣရိယာပဋ္ဌမြတ်တာလို့တေမင်းကိုထိုင်ရင်လည်းထိုင်ကျုံညုံထိုင်ရင်လည်းထိုင်ရင်မလို့ထိုင်တတ်လို့ထိုင်ပြီးတကာလမှာလားလင်းအထက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ကြီးကိုတော့ဖြင့်ဖြောင်းပြောင်းမမစမ်းစမ်းရရထားပါရှေ့သို့လည်းမကုတ်မကိုင်းပါစေနဲ့နောက်သို့လည်းမလားမကော့ပါစေနဲ့ဘယ်နဲ့ညာနှစ်ဖက်သို့လည်းမရိမ့်မရိုက်မနှွဲ့မဆောင်မခွေးမကောက်ပါစေနဲ့ဖြောင်းပြောင်းလေးထားပြီးတကာလမှာလားလင်းပဲလေဝါဖြန့်တေမလင်းခွေးပေါ်မှာသလကောင်းကျုံညုံပေါ်မှာသလကောင်းလှန်ထားလိုက်ညာဘက်လေဝါလည်းလှမ်းပြီးတကာလမှာလားလင်းပဲလေဝါပေါ်မှာလှမ်းပြီးတော့ထထလက်မှာချင်းအဖျားချင်းဆက်ထိထမျက်လုံးမိတ်တာပြောရသိပြီးတော့အာသွန်ခွန်ဆိုင်တအားကြီးတယ်မမိတ်လိုက်ပါနဲ့တအားကြီးမိတ်လိုက်တော့ဘာဖြစ်လဲဆိုရင်ဖြင့်မျက်ရည်တွေထွက်လာတတ်တယ်မျက်လုံးထဲမှာဝင်းဝါဝါတွေပေါ်လာတတ်တယ်ဒါကြောင့်မျက်လုံးမိတ်တဲ့အခါမှာမျက်တောင်နဲ့ပဲလုံးရှက်ပြီးတကားလာအပြင်ကအလင်းအဆင့်ကာကွယ်ယုံလေးမမြင်ယုံလေးမိတ်လိုက်တာပေါ့ဒါကြောင့်တရားခိုင်းတဲ့အခါကျတော့မျက်လုံးမိတ်ခိုင်းပါလေဆိုကြည့်ရင်မျက်လုံးမိတ်ထားတော့ဒွါရ6ပေါ်အိန္ဒြေ6ပါးရှိတဲ့နဲ့ကသက္ကုဒွါရလို့ခေါ်တဲ့သက္ကုံတွေအိန္ဒြေလုံးနေမျက်လုံးမိတ်ထားတော့မျက်လုံးမမိတ်တော့မျက်လုံးဖွင့်ကြည့်တဲ့အခါမှာအတင်းကဆွေးနေကအိဋ္ဌာယုံလိဋ္ဌာယုံအိဋ္ဌာနိစ္စတာယုံလို့ခေါ်တဲ့ကောင်းတဲ့အာယုံမကောင်းတဲ့အာယုံအလတ်အာယုံလို့ခေါ်တဲ့အာယုန်ကြီးကရှိတော့တရားထိုင်ရင်မျက်လုံးဖွင့်ပြီးကြည့်နေတဲ့ပုဂ္ဂိုလ်များအဖြစ်ကောင်းတဲ့အာယုန်မြင်သောကြောင့်လည်းလိုချင်နှစ်တဲ့တတ်မဲ့တွေ့တာကညီတော့တဏှာကြီးပေါ်လာတတ်ပါလေကဲမကောင်းတဲ့အာယုန်အနိဋ္ဌာယုန်ကြီးမြင်လိုက်ရတာတော့လည်းပဲစိတ်ထဲမှာမကျေနပ်တဲ့အတွက်မကျေနပ်သောကြောင့်ဒေါသတွေဖြစ်လာတတ်တယ်အဲဒီမှာပြင်အလတ်အာယုန်တွေ့တာတော့မသိတဲ့တွေးဝေးတဲ့မောဟတွေဖြစ်လာတတ်ပါလေဒါကြောင့်မို့လို့တရားအထုတ်တဲ့အခါမှာတရားထိုင်တဲ့ပုဂ္ဂိုလ်များတွေထိုင်ရင်ဣရိယာပုနဲ့တရားအထုတ်တဲ့အခါမှာမျက်လုံးမိတ်ပါသတိပေးရမျက်လုံးမိတ်တော့အိန္ဒြေလုံးတာပေါ့သက္ကုံတွေလုံးတဲ့အခါကျတော့ဒီနေရာမှာဆိုလို့ရှိရင်သောကပရိဒီဝတွေလည်းမလာဘူးအဘိဓါပြဘာရတွေလည်းမလာတော့ဘူးတဲ့မျက်လုံးမမိတ်ခဲနဲ့မျက်လုံးဖွင့်ထိုင်ခဲ့တော့သက္ကုံတွေမလုံးကြုံတဲ့အတွက်ဘာဖြစ်တယ်လဲသက္ကုံတွေအသဟုဒံအဘိဓါဒေါမနတပါပကအကုသလဓမ္မအနဝသဝေယုံလို့ဆိုခြင်းကြောင့်သက္ကုံတွေလို့ခေါ်တဲ့မျက်လုံးကြီးတော်တကဖွင့်ထားလိုက်ပါလားဆိုမှဖြင့်အပြင်ကကောင်းတဲ့အာယုံမကောင်းတဲ့အာယုံအလတ်အာယုံနဲ့တွေ့တဲ့အခါကျလို့ရှိရင်ဖြင့်အဘိဓါဒေါမနတပါပကဆိုတဲ့လောဘဒေါသမောဟအစရှိတဲ့အကုသိုလ်အငြိရှိအယုတ်တရားတွေကိလေသာတွေကမျက်လုံးပေါက်ကဝင်လာတတ်ပါလေဒါကြောင့်ကိလေသာပဲခိုးတွေဓမြတွေမဝင်နိုင်အောင်မျက်လုံးတကပိတ်ထားပါလို့ပြိပေးတယ်ခိုင်းတာဖြင့်ရှိတယ်ပြောရမယ်အချိန်ကုန်သွားမယ်မျက်လုံးမိတ်ပါမျက်လုံးမဲပြီးတော့သတိထားပါခရုစိုက်ပါသတိထားခရုစိုက်ပြီးတော့ကာလမိမိတို့တဏ္ဍာမှာအမြဲတည်းရှိနေတော့အိမ်လေလို့ခေါ်တဲ့ဝင်လေထွက်လေဆိုတာရှိပါတယ်အတ္တတပတ္တတကာယသင်္ခါရလို့ရပိုက်ကဆိုခြင်းကြောင့်အတ္တတပတ္တတထွက်တဲ့ဝင်တဲ့သူဒီကာယသင်္ခါရဒီခန္ဓာကိုယ်ကြီးကိုမသိအောင်ပြုပြင်နေတယ်စောင့်ရှောက်နေတယ်လို့ဆိုတယ်အဲဒါကြောင့်ဒီခန္ဓာကိုယ်ကြီးကိုမသိအောင်ဝင်လေထွက်လေလေးကအမြဲတည်းရှိနေပါတယ်တဲ့ဒီတော့ယောဂီပေါင်းသူတော်ကောင်းတို့ဒီသမာဓိထူထောင်တဲ့အခါမှာအာနာပါနဖြင့်ပฏิပဋ္ဌာန်သက်တဲ့သမာဓိထူထောင်ပုံကဒီလိုလုပ်ပါသိထားပါခရုစိုက်ပါအာယုန်တစ်ပါးစိတ်မသွားရအောင်လို့ကမ္မထံအာယုန်လို့ခေါ်တဲ့ဝင်လေထွက်လေလေးဝင်လိုက်ထွက်လိုက်ဖြစ်တဲ့အခါမှာသတိထားဝိရိယစိုက်ပြီးတကားလားနှာခေါင်းနဲ့လေလေးဝင်လာတဲ့အခါမှာဝင်လေလို့သိလိုက်ပါနှာခေါင်းနဲ့ကပြန်ပြီးလေလေးထွက်တဲ့အခါမှာထွက်လေလို့သိပြီးတကားလားနေကြတာပေါ့အဲဒီကဲဆိုဝင်လေသည်ထွက်လေသည်လှုပ်လို့စိတ်ကလေးကဝင်လေထွက်လေလို့ဆိုအာယုံမှာတော့
အာဂမိကသဘောအဖြစ်အမြဲတည်းစီသိပြီးဒီကလာဒီအာယုမှာသိပြီးဒီအာယု၌ကျင်းစဉ်ကြည်ပြီးငြိမ်ပြီးဆိုလို့ရှိရင်ပဋ္ဌာန်းလေးနဲ့ပြောရရင်သာနာဖြစ်စေရောတခုတည်းသောအာယုမှာမိမိတို့စိတ်ကိုစိုက်ထူထားနိုင်တာကိုသာနာဖြစ်ပြောလို့ခေါ်တယ်ဇန်ဆိုတာဒါပဲအဲဒါကြောင့်ယောဂီတို့တဖြည်းဖြည်းတနည်းတစ်နေ့စိတ်သိပြီးတော့ပြောမယ်ယောဂီအရင်အချက်တွေလည်းပါတယ်သို့တော့ယောဂီအသိတွေကိုငဲ့ပြီးဥစားပြီးလို့ပြောနေတဲ့အတွက်သိစိတ်လို့မရဘူးဖြည်းဖြည်းပြောမယ်ဒါနဲ့သတိထားဝိရိယစိုက်ပါနှာခေါင်းနဲ့လေလေးဝင်လာတဲ့အခါမှာရုပ်တွေနာမ်တွေအနိစ္စဒုက္ခအနတ္တဖြစ်တဲ့တွေမရှိပါနဲ့ဟုတ်သမာဓိတက်တဲ့သမာဓိထူတော်ပုံကဝင်လေသည်ဒီကလေးပြန်ထွက်ရင်ထွက်လေလို့သိပြီးတော့နေဝင်လေထွက်လေကိုလည်းတိုးလိုက်စီလိုက်မလုံးနဲ့မှန်မှန်ရှုပါအသက်ကိုပြင်းရလို့ပြောတော့မှန်မှန်ရှုလိုက်ခါမှာမှန်မှန်ရှုကြိုက်လို့ပြီးတကားလာနောက်ကဝင်လေထွက်လေဝင်လိုက်ထွက်လိုက်နဲ့မှတ်တဲ့မှတ်နေတဲ့ပညာသိနေတဲ့အသိနဲ့အားတဲ့အန်ချက်ကြီးအောင်ပေါ့လေတောင်းတဲ့လေလေးဝင်လာတဲ့အခါမှာစောင့်နေသိအားပြီးတော့လေလေးဝင်လာတဲ့အခါကျတော့ဝင်လေလို့ဒီလေထွက်ရင်ထွက်လေလို့သိပြီးတကားလာနေကြအဲဒီလိုလေလို့စိတ်ကလေးက10မိနစ်တော်တော့15မိနစ်တော်တော့ပေါ့လေဘယ်မှမသွားတော့ပဲနဲ့ဝင်လေထွက်လေပြီးတော့အာယုံမှာအာရမဏိကသဘောအပြင်အမြဲတည်းဒီစိတ်ကသိပြီးတကားလာဒီအာယုံမှာတည်ပြီးတော့ဒီအာယုံနဲ့ပြင်နေငြိမ်ပြီးတော့နေရင်ဒါစိတ်ငြိမ်သောကြောင့်သမာဓိအဲ့ဒါသမထပဲဟုတ်ကဲ့ပါဝင်လေဖြစ်တဲ့ထွက်လေဖြစ်တဲ့အဖြစ်ကိုသိပြီးတကားလာလေသောကြောင့်အဲ့ဒါသမထလို့ခေါ်တယ်ဝိပဿနာလောက်ပြောမယ်လို့အဖြစ်ကိုသိရင်သမထဝင်လေဖြစ်တဲ့ထွက်လေဖြစ်တဲ့သိဖြစ်တယ်မရှိသေးဘူးဖြစ်တာကိုပဲအခုသိသောကြောင့်အဲ့ဒါသမထအဲ့ဒါသမာဓိပဲအဲ့ဒါသတိပဋ္ဌာန်တက်တဲ့အာနာပါနဖြင့်သမာဓိထူတော်မုံကဒီလိုလုပ်ရတယ်လို့ဘုရားသခင်ကိုတော်မြတ်ကြီးကမဟာသတိပဋ္ဌာန်ပါဠိတော်ကာယ ानु ပဒနာအာနာပါနပပမမနေ့ကလည်းသတိပေးပြောခဲ့တယ်။ဒီနေ့လည်းဆက်ပြီးသတိပေးတယ်ဆိုတာမှတ်ရမယ်။အဲဒါနဲ့သတိဓာဝိရိယစိုက်ဝင်လေသည်ထွက်လေသည်ဝင်လေသည်ထွက်လေသည်လှုပ်စိတ်လေးတည်ငြိမ်သမာဓိရဉာဏ်ခန္ဓာလှဲ့ပါ။ဉာဏ်ခန္ဓာလှဲ့လို့ဆိုခြင်းသည်ခန္ဓာ၅ပါးသဘောတရားတွေဘာပေါ်မလဲလို့ကြံလိုက်တာကိုခေါ်တယ်။ကြံတာကတမသင်္ကပ္ပကြည့်တဲ့အခါမှာနေလို့ရှိရင်ဖြင့်သမာဓိရှိလို့မှတ်တာပါဝင်လေပြီးထွက်လေပြီးလှုပ်လို့ပြီးတဲ့စိတ်ကလေးကဝင်လေထွက်လေအာယုံမှာအများကြီးသိပြီးတော့အင်းကြီးအဲ့ဒါသမာဓိရတယ်သမာဓိကတော့သမာဓိမဲ့ခင်သုံးပါဖြစ်သွားတယ်ပဋိလည်းထားတယ်ဝရိယလည်းပါတယ်ဒါကြောင့်သီတာဝရိယဆိုဝင်လေပြီးထွက်လေပြီးလို့စိတ်ကြည်နေတော့သမာဓိရတယ်အဲ့ဒါသမာဓိမဲ့ခင်သုံးပါမှတ်တာပါသမာဝါယမသမာဓိသမာသမာဓိစာလူပြောတဲ့ရှိတယ်ကြားတယ်ကျုပ်တယ်ပဋိဝရိယသမာဓိဒီသုံးခုပေါင်းတဲ့သမာဓိမဲ့ခင်သုံးပါခန္ဓာ၅ပါးသဘောတရားတွေဘာပေါ်မလဲခေါင်းကဘာပေါ်မလဲလက်ကဘာပေါ်မလဲကြောကဘာပေါ်မလဲတင်မကဘာပေါ်မလဲအတွင်းတင်ဘာပေါ်မလဲခန္ဓာကိုယ်ကြီးကိုမကြည့်နဲ့ယောဂီခန္ဓာညာတဲ့လို့ပြောတယ်ခန္ဓာ၅ပါးသဘောတရားတွေဘယ်လိုများပေါ်ပြီးတော့ဘယ်လိုများပြပြီးတော့ဘယ်လိုဖြစ်ပြီးတော့ဘယ်လိုများပြမလဲလို့သိထားပြီးတော့စောင့်ပြီးတော့ကြံလိုက်တာဒါသမသင်္ကပ္ပပဲအဲ့ဒါခန္ဓာပဲညာတဲ့တာပဲအဲ့ဒါဖြင့်ယောဂီတွေဒီနေရာမှာဖြင့်ခြေပိုင်းကနေပြီးတော့ပေါ်တဲ့သဘောလေးပြောမယ်အခုတရားထိုင်နေတော့မှအေးရကနေပြီးတဖြည်းဖြည်းနှွေးရုပ်ပေါ်တော့အေးရုပ်မရှိတော့အေးတဲ့ရုပ်ကမငြဲပါလားအေးတဲ့ရုပ်ကလေးကကျုပ်ကိုရှုပါယောဂီငေးမနေနဲ့တွေးမနေနဲ့ငိုင်းမနေနဲ့အေဟိပတ္တိကောသဘောအဖြစ်ဓမ္မဂုဏ်တော်6ပါးမှာအေဟိလာခဲ့ပါပတ္တကျုပ်အေးတဲ့ရုပ်ကလေးကအခုနှွေးတော့ပြက်သွားပြီဗျာကျုပ်ကိုအေးတဲ့ရုံမနေဘူးမင်းအနိစ္စဖြစ်ပြလို့ကျုပ်ကိုရှုပါလို့အရှုခံဖို့သဘောနဲ့ပေါ်လာတဲ့ရှုတဲ့ဉာဏ်နဲ့ယောဂီတွေကအေးရကနေပူလာရင်ပူတဲ့သဘောပေါ်အေးတဲ့သဘောရုပ်ကလေးပြက်ပြီးလို့သိဖြစ်တဲ့ရှုပူရကနေပြီးနည်းနည်းပူရကအလားစားတိုးဘူးတော့နည်းနည်းပူတဲ့သဘောမမြဲသောကြောင့်ပြက်သွားတဲ့အတွက်ဘောမမြဲပါလားဖြစ်ပြတဲ့သဘောပါလားဖြစ်တဲ့လို့လိုက်ရှုပဲပြောမယ်နောက်ပိုင်းနောက်ရက်ဒီစိတ်ကြီးပြောပါမယ်ဒီနေ့လောက်ပဲထားသမာဓိဉာဏ်ခန္ဓာလဲပါလို့ဆိုခြင်းသည်ခန္ဓာ၅ပါးသဘောတရားတွေဘာပေါ်မလဲလှုပ်လာမလားငြိမ်လာမလားပူလာမလားအေးလာမလားနားလာမလားကျင်လာမလားကြိုက်လာမလားအောင့်လာမလားအင်းလာမလားတောင်းလာမလားတင့်လာမလားရိုးရဖြစ်လာမလားဒီနေရာမှာပဲပေါ်တဲ့သဘောတွေပြပါခန္ဓာကသူ့ရှိတဲ့သဘောသူပြောသူပြတော့ဘာပြမှာလဲခန္ဓာကသူ့မရှိတာသူမပြဘူးသူ့မရှိတာလည်းသူမပြောဘူးသူပြတာကိုဉာဏ်မျက်လုံးနဲ့ကြည့်သူပြောတာကိုဉာဏ်နဲ့ထောင်ဉာဏ်မျက်လုံးဉာဏ်နဲ့ကြည့်တော့တရုပ်ရုပ်တစ်ဖဲဖဲပွဲနဲ့ဒီခန္ဓာကိုယ်ကြီးကပူလိုက်အေးလိုက်လှုပ်လိုက်ညီလိုက်နားလိုက်ခန္ဓာလိုက်ရိုးရိုးရတာဖြစ်တဲ့ကြိုက်လိုက်ခဲလိုက်ထုံလိုက်ကျင်လိုက်တယ်မပြောပါနဲ့တော့ခန္ဓာကြီးမှာရုပ်တည်ဝေဒနာတွေကတခါတည်းပြောင်းဆံပြီးတော့ရှုလို့မနိုင်အောင်မဲ့ခန္ဓာကြီးကပြပါလိမ့်မယ်
အဲ့ဒီပြတာမှလည်းများသူ့မှာရှိတာပြသူ့မှာရှိတာဘာသစ္စာရှိတော့တန်ခိတ်တေကပြင်စုပါဒာနဲ့ခန္ဓာဒုက္ခလို့ဘုရားတိုင်းကမဟာသတိခံပါဠိတော်တို့ဒီနေရာမှာဆိုလို့ရှိရင်သေသေးချာချာမဟာသတိခံပါဠိတော်မှာသေချာဟောခဲ့တော်မူ၏ဖြစ်ပြီးတော့ကြောင့်ဓမ္မစကြာပါဠိတော်မှာလည်းအထင်ရှားဟောထားတဲ့အတွက်ခန္ဓာ၅ပါးဖြစ်ပြီးပြတ်တဲ့ဒုက္ခသစ္စာတွေမြင်ရပါလိမ့်မယ်။အဲကြောင့်ခန္ဓာကပြတာကဒုက္ခသစ္စာမြင်တဲ့ဉာဏ်ကမေဃသစ္စာအဲဒီလိုဒုက္ခသစ္စာမေဃသစ္စာနဲ့ကြိုက်အောင်ရှုရမယ်။ကဲဒါတော့ပဲသားတရားတိုင်းတဲ့အခါမှာနာကတရားနဲ့ဉာဏ်ကခန္ဓာဆိုင်ခန္ဓာကပေါ်တာတွေအကုန်ဖြစ်တဲ့တာသိပြီးတော့ရှုဘာမှမပေါ်တော့ဝင်လေသည်ထွက်လေသည်ပြန်လို့ဘာမှမခဲ့ဘူးဝင်လေသည်ထွက်သည်လုံရင်းကခန္ဓာကနာလိုက်ဖြစ်ဖြစ်ရှင်လိုက်နဲ့ဖြစ်ဖြစ်ကြိုက်တာလည်းဖြစ်တဲ့တာလည်းရှုဘာမှအထူးခြားသိစရာအာရုံမပေါ်လို့ရှိရင်ဝင်လေသူလုံးငိုက်မနေနဲ့ယောဂီဒါလည်းလုပ်ရမှာဘာမှမခဲ့သာဝတ္ထဲသွားကြည့်စရာမလိုဘူးဘယ်သူမှလည်းမေးစရာမလိုခန္ဓာကပြောနေတာဟုတ်ပူလိုက်နဲ့ဖြစ်ဖြစ်အေးသွားရင်လည်းဖြစ်ဖြစ်ကြိုက်တိုင်းလည်းဖြစ်ဖြစ်ယူရတာပေါ်လိုက်နဲ့ဖြစ်ဖြစ်တာခါလည်းဉာဏ်သွင်းမရှိကြပြီးတော့ကြိုက်တော့ပဲတာအောင်နေတာကနာဂတရားနဲ့ဉာဏ်ကခန္ဓာနဲ့ဖြစ်ဖြစ်ရှုကြပါလို့ဒီနေ့လေးလေးနဲ့နဲ့ရှိဘိုင်းကနေသတိပြီးတိုက်တွန်းတယ်ဆိုတာမှတ်ရမယ်ခိုင်းတာကအစပထမဝန်ခံလာတာက6ပါးဝင်အလုပ်တွေအလုပ်တရားကိုနောက်ပိုင်းမှာစိတ်စိဟောမယ်ရှိဘိုင်းမှာသူ့အစဉ်လေးတာရကလေးထုတ်ပြီးတော့ပြောမယ်အဲ့ဒါလေးဂိဥဆိုင်ပြီးတော့နိုင်ကြမှတ်သားဆောင်ထားပါနောက်ပိုင်းမှာအလုပ်တရားဟောတဲ့အခါလဲဂိဥဆိုင်ရမှာပဲရှိဘိုင်းပြောတဲ့အခါလဲမပွန့်နဲ့ပြောမလို့တာရကလေးပြောပါမယ်မဟာကနာသင်ခရသုတ်တော်ကြီးကိုမြတ်စွာဘုရားဘယ်မှာဟောတယ်လဲမေးတဲ့အခါကျလို့ရှိရင်ဖြင့်လူနာဥခိုက်ပူဇော်တိုက်သောသုံးလောကထွတ်ထသတိညမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတွေသာဥတီပြည်မွန်ခြေတော်ရွှေကျောင်းတော်၌လေးလီယာဝတမြတ်တာရွှေတော်ကလေးသုံးတော်မူစဉ်အခါမှာယဟန်ဒီကိုဟောပါတယ်ယဟန်ဒီကိုဟောတယ်သေးချာချာသာကလေးတွေနဲ့တုံနဲ့ဝဲနဲ့ပါဠိတော်နဲ့ကူးပြီးတော့ပြောတယ်အလွတ်ပြောတဲ့တရားမဟုတ်ဘူးတဲ့။ကောင်းပြီလားဖြင့်သာဝတိပြည်မွန်ခြေတော်ရွှေကျောင်းတော်၌ဘုရားခင်ကိုရောမြတ်ကြီးကြီးလေးလီယာဝတမြတ်တာရွှေတော်ကလေးသုံးမှုတွေကိုစံပြောတော်မူစဉ်အခါမှာမြတ်စွာဘုရားကတရားလာသောယဟန်တွေကိုမြတ်စွာဘုရားကတရားဟောပါတယ်။ဘာတရားဟောတယ်ဆိုလို့ရှိရင်ဇတ်ကြီး10ဘွဲ့ဟောဇတ်ကြီး10ဘွဲ့ဇတ်ပေါင်းတရားဟောတယ်။သူတို့မှတ်ဖို့ရကဇတ်ကြီး10ဘွဲ့ကသိပြီးသားရပြီးသားပုဂ္ဂိုလ်တွေများပါလေ။တေသသူနေမဘူသနာဝိဝေသိကြပါလေ။သိတဲ့ပုဂ္ဂိုလ်များတေသသူနေမဘူသနာဝိဝေဆယ်လို့အဲ့ဒါကြီးဆယ်ဖို့အတူပေါ့တေးဆိုတာကတေးမိမင်းပေါ့ဗျာသဆိုတာကသနက်ကပေါ့ဗျာသူဆိုတာကသူ့နာတာမနေဆိုတာကနေမိမင်းမဆိုတာကမဟောတတာဒီတိုင်းသွားပါလို့အဲ့တော့တေးသသူ့နေမအရာဘုရားရှင်ကိုရောမြတ်ကြီးကယဟန်နေတရားနာတဲ့ယဟန်တွေကိုခေါ်တယ်ခြေသားယဟန်လို့တဲ့ငါဘုရားခင်ကိုရောမြတ်ကြီးဖျက်မဖြစ်ခင်ပေါ့တန်ត្រာကျင်းတဲ့အစဉ်အခါမှာငါကိုယ်တိုင်မဲ့တီးမိမင်းကြီးဆိုတာလည်းသူတို့ဘာဖို့ငါကိုယ်တိုင်ဖြစ်ခဲ့တယ်ကွာအဲ့ဒီတီးမိမင်းကြီးဘဝကနေဒီကာလသူ့ဒီဝေးသေးလုံးဒီအချမ်းမဲ့ကြတော့ဇလကမင်းဆိုတာတခြားမဟုတ်ပါဘူးကွာငါကိုယ်တိုင်ဖြစ်ခဲ့တာပါပဲတဲ့ဇာတိဆိုရတာအစင်းတိုင်းဟောသွားနောက်ဆုံးပြောပြရသေးတော့ဝိသန္တရာမင်းဖြစ်အဲ့ဒီဝိသန္တရာမင်းကသူ့ဒီမင်းသေးလုံးနဲ့ခါကြတာတုတ်တိတာနတ်ပြည်ရောက်တုတ်တိတာနတ်ပြည်ကနေသူ့ဒီမင်းနတ်တဲ့ရွှေလည်းပြီးဒီကာလမှာလာလဲကပ်ပြီလို့ဒီမေရမယဝမ်းတိုင်းနဲ့ပြိဿာနေကင်းအောင်ပြီးဒီကာလမှာလာလဲသွားပြီးတော့သိတ္တရာအမိရှိတော်မင်းသားလေးဖြစ်လာတော့အဲ့ဒီကနေပြီးတော်ထွယ်ပြည့်စာလေးပါသိပြီးတော့ဘုရားဖြစ်တယ်ဆိုကြဆိုရဲ့သူ့လိုလေးပြောကြလို့ဒါလေးရဲ့တီးတီးခြားခြားဘုရားရှင်ကိုရမြတ်ကြီးကဇာတိ10ဘွဲ့ဇာပေါင်းတရားကိုတီးတီးခြားခြားဟန်းနေကိုဟောတယ်ဒီဟန်းတွေကလည်းပြန်သွားဘုရားဟောတဲ့တရားကိုအာယုန်တစ်ပါးစိတ်မသွားပဲနဲ့သမာဓိအာသောဉာဏ်ထက်တဲ့ချက်ဘုရားဟောတဲ့တရားအတွက်နှလုံးသွင်းပြီးတော့နာလဲနာကြားကြတယ်မှတ်လဲမှတ်သားကြတယ်ဆောင်းလဲဆောင်းထားကြတယ်ပေါ့လေအဲ့လိုတရားနာနေတဲ့အထဲမှာတဲ့သံဃာခေရဲ့သားသာတိအမည်ရှိတော်ယဟန်တစ်ပါးပါတယ်အဲ့ဒီသာတိကသံဃာခေရဲ့သားပဲအဲ့ဒီသာတိအမည်ရှိတော်ယဟန်တစ်ပါးကပါတော့သူလည်းတရားနာတယ်တရားနာနေရင်မှာသာတိအမည်ရှိတော်ယဟန်တရားနာရင်ဝေးဖောက်သွားဘယ်လိုဝေးဖောက်သွားတယ်ဒီနေရာမှာဖောက်ပုံကဩမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာသံဃာချင်းလည်းဘုရားမဖြစ်ခင်ဒါကြီး10ဘွယ်ဟောလိုက်တော့တီးမီဆိုတာလည်းဘုရားဖြစ်ခဲ့တာပဲ
ကောင်းပြီစနကမင်းလည်းဘုရားဖြစ်ခဲ့ဘူးတယ်ဒီတော့တေးမင်းမင်းကြီးတုန်းကလည်းသိခဲ့တာပဲစနကမင်းကြီးကြတော့လည်းသိကြပြန်လာပဲသူ့နာကမှာတော့လည်းသိရတာပါပဲနေမင်းမင်းကြီးဖြစ်တုန်းကလည်းသိခဲ့ရမောဒရာဖြစ်တုန်းကလည်းသိခဲ့တယ်ဒီတော့သိတော့သိပြီသိတဲ့အခါမှာကြံကြည့်လိုက်တော့ခန္ဓာ၅ပါးရှိသိတာကဘာလဲဆိုတော့ခန္ဓာနာပြီးတော့သုတိသောနာတာလို့ဆိုတကူခန္ဓာ၅ပါးပြတ်သွားတာဒါသိတာပဲအဲ့ဒါသုတိသိကြသွားတာပဲလို့ဆိုတယ်သို့တော့ဒီနေရာမှာတာတိမရှိတော့ယဟန်ကဝေးဖောက်ပြီးတော့ဩမြတ်စွာဘုရားရှင်ဘောတော်များကြီးလှည့်လေပြီးတော့ဖြစ်လာလိုက်တာဟာတဲ့တင်းနေမင်းကြီးတို့ကလည်းသိတာပဲအဲ့ဒီကနေဒီကလာသိလာလိုက်တာခန္ဓာ၅ပါးရှိတဲ့နဲ့ကယူခဲ့ခန္ဓာဝိရနဲ့ခန္ဓာသိနဲ့ခန္ဓာသင်္ခါရခန္ဓာလို့ခေါ်တဲ့ခန္ဓာ၄ပါးကတော့သိတယ်တဲ့ဝိညာဉ်နဲ့ခန္ဓာလို့ခေါ်တဲ့ဝိညာဉ်ဒီစိတ်ကြီးအသက်ကလေးကတော့မသိဘူးတဲ့ပြောရည်ဒီနေရာမှာတင်သာတိဝေဖောက်တယ်လေခန္ဓာ၅ပါးရှိတဲ့နဲ့ကခန္ဓာ၄ပါးကတော့အနိစ္စဖြစ်ပြီးတော့ကျန်တဲ့ဝိညာဉ်နဲ့ခန္ဓာလို့ခေါ်တဲ့စိတ်ဒီဝိညာဉ်နဲ့ခန္ဓာကနိစ္စဖြစ်နေတယ်ဒီဝိညာဉ်ဒီအသက်ကလေးဟာတဲ့ဒီဘဝကနေပြီးတော့ဟိုဘဝကိုလည်းပြောင်းနေတယ်တန်ត្រာတဲ့သူ့ပဲကျင်လည်နေတယ်တော်ဟုတ်တယ်သာတိပါလားခန္ဓာ၄ပါးကတော့ပြည့်တယ်တဲ့ဒီဝိညာဉ်လို့ခေါ်တဲ့ဒီအသက်ကလေးကထွက်ပြီးတော့တခါတဲ့ဒီဘဝမကောက်ကိုဘဝပြောင်းဒီဘုံမကောက်ကိုဘုံပြောင်းဒီအမေမီးဒီအမေဝမ်းတဲ့မကောက်ကိုအမေဝမ်းတဲ့ပြောင်းအသက်ထွက်ယောဂီတွေသေးသေးတင်နေစကားမဟုတ်ဘူးနော်ခန္ဓာ၅ပါးရှိတဲ့နေက၄ပါးတော့ပြည့်တယ်တဲ့သာတိယူဖို့အသက်ကတော့မသိဝိညာဉ်လေးကပြောင်းတုံးပြီးတော့လာတယ်ဩဒီမင်းကြီးလုံးကလည်းပြည့်ခဲ့တယ်ပြည့်တော့ခန္ဓာ၄ပါးပြည့်ပြီးတော့ဒီမင်းကသေးတော့သနကမင်းကြီးဖြစ်တော့လေဒီအသက်ကလေးကဒီဝိညာဉ်လေးကပြောင်းလာခဲ့တာဟောဝိညာဉ်လေးကပြောင်းပြီးတော့ဘုံတွေဘဝတွေပြောင်းလာလိုက်တာအခုချင်းသိက္ခာမင်းသားဘဝကြောင့်ဒီဝိညာဉ်လေးကပြောင်းပြီးတော့ဒီအသက်ကလေးကထွက်ထွဲပြီးတော့မှဩဘဝတွေပြောင်းပြီးဘုံတွေပြောင်းပြီးတော့သံဃာတွေကျင်းလဲနေတာဒီအသက်ကလေးပါလားဘဝလေးပြောင်းတာဒီဝိညာဉ်လေးပါလားဟာဝိညာဉ်ပြောင်းတယ်လေပြောယောဂီတွေဝိညာဉ်ပြောင်းတယ်လို့ယူတယ်ဒီဘဝမကောင်းလို့ဟိုဘဝပြောင်းသွားတယ်ဒီအမေမကောင်းလို့ဟိုအမေဝမ်းကောင်းနဲ့ပေါင်းဝင်ထားတယ်ဒီဝိညာဉ်ဒီအသက်ကလေးမသိဘူးအခုလည်းပဲဒီဝိညာဉ်လေးကနေပြီးတကလားအခုဖျားဖြစ်တော့တို့ကိုပဲစကားတွေပြောလို့ဒီဝိညာဉ်လေးကပဲနဲ့တို့ကိုတရားဟောနေတယ်ကဲစာတိဖြစ်ဖို့စာတိယူတာဝိညာဉ်ဆိုတဲ့အသက်ကလေးကဒီဝိညာဉ်လေးကမသိဝိညာဉ်ပြောင်းနေဘဝကူးသွားတယ်ဘဝပြောင်းသွားတယ်ဒီဘဝမကောင်းဟိုဘဝပြောင်းတော့ဒီအသက်ကလေးကတခါတည်းထွက်ပြီးတော့လာလိုက်တာသူကတော့မပေပဲနဲ့ကျန်တဲ့ခန္ဓာ၄ပါးကတော့ဖြစ်ပေးပြီးတော့ခန္ဓာကိုယ်ကြီးကလည်းပဲတခါတည်းတုံးတိုင်တဲ့ဝါကြီးလိုပဲပေးခဲ့တုံးလုံးဖြစ်ပြီးတော့ပေးတယ်ထို့တော့ဒီဝိညာဉ်ဒီအသက်ကလေးကထွက်ပြီးတော့လာလိုက်တာပြောမနေနဲ့တော့နောက်ဆုံးခုဘုရားဖြစ်တော့ဒီအသက်ကလေးပဲဒီဝိညာဉ်လေးကပဲဘုရားဖြစ်တို့စကားပြောတရားဟောနေတယ်ဒီလိုယူတယ်ဒီလိုယူတော့ဒါဘာဒိဋ္ဌိတော့သက္ကရာဒိဋ္ဌိလို့ခေါ်တယ်ဩကြောက်เสียကောင်းလိုက်တာဧကိစ္စသတ္တရာလေးကြီးဖြစ်သွားတယ်ဧကိစ္စဆိုတာကအချုပ်သတ္တရာဆိုတာခိုင်နေတယ်တချို့ခိုင်တယ်တချို့မခိုင်ဘူးတချို့မြဲတယ်တချို့မမြဲဘူးတစ်ပိုင်းသူတစ်ပိုင်းမဲတစ်ပိုင်းတောင်ဒိဋ္ဌိဒါကိုပြောတယ်ခန္ဓာ၅ပါးရှိတဲ့က၄ပါးပြည့်တယ်တစ်ပါးကမပြည့်ဘူးအဲ့ဒါဘာဒိဋ္ဌိလို့ဧကိစ္စသတ္တရာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီဒိဋ္ဌိရှိလို့ရှိရင်ဘယ်ပုဂ္ဂိုလ်ဖြစ်ဖြစ်ဒိဋ္ဌိရှိလို့ရှိရင်မဲ့ညာပုံညာလေးပါမရနိုင်ဘူးဘာဖြစ်လို့လဲဒိဋ္ဌိကမဉ္ဇဉ်ဘုံညာနိဗ္ဗာန်မရနိုင်အောင်ကန့်ကွက်တယ်လို့မနေ့ကလည်းပြောပြီးသားမနေ့ကအနုရတာယဟန်ကိုအခြေခံထားပြီးတက်ကာယဒိဋ္ဌိပြုတ်ကိုမနေ့ကဟောခဲ့ဒီကနေ့သတ္တရာဒိဋ္ဌိဖြစ်ပုံနဲ့ပြုတ်ပုံဟောမလို့ပြီးဆိုင်တာအာယုန်တစ်ပါးစိတ်မသွားစေနဲ့ဒါပြန်သာတိယဟန်ဗာဒိဋ္ဌိရှိတော့သတ္တရာဒိဋ္ဌိရှိသတ္တကဒိဋ္ဌိဆိုတာခိုင်တယ်မြဲတယ်မပြည့်ဘူးဒီဝိညာဉ်လေးကပင်လေသံဃာတဲ့ကျင်လေတဲ့ဘုံဘဝပြောင်းလာခဲ့တယ်ကဲတော်ကြောက်เสียကောင်းတဲ့ပုဂ္ဂိုလ်ပါလားခန္ဓာ၅ပါးရှိတဲ့လည်းကဝိညာဉ်နဲ့ခန္ဓာလို့ခေါ်တဲ့ဝိညာဉ်ဒီစိတ်ဒီအသက်ဒီအသက်ကမပြတ်တော့ပဲနဲ့ဒီဝိညာဉ်လေးကပဲဘုံတွေဘဝတွေပြောင်းမိလာတယ်ဒီဘုံမကောင်းဟိုဘုံပြောင်းဒီဘဝမကောင်းဟိုဘဝပြောင်းဒီအမေဝမ်းကောင်းလေးကဟိုအမေဝမ်းကောင်းနဲ့ပြောင်းဝိညာဉ်ပြောင်းသွားပြောင်းတယ်ဆိုတော့အထုတ်ထမ်းပြောင်းလို့ပေါ့ဖြစ်တယ်ဒါကြောင့်မသိသေးပဲနဲ့ပြောင်းနေအတိတ်ပဲဥပမာငှက်ကလေးတွေကဒီသစ်ပင်မှာနားနေကဟိုသစ်ပင်ပြန်ပြောင်းနေတဲ့ခါကျတော့ပြန်သွားတော့ဒါအရှင်းပြောင်းပေါ့ဒီမှာလည်းပဲကြည့်တာဒီဘဝမကောင်းလို့ဟိုဘဝပြောင်းသွားတယ်ဆိုရင်ထုတ်ထမ်းပြောင်းလို့ပေါ့ဒါပေမဲ့ဒီဝိညာဉ်ဒီအသက်ဟာမသေးတော့မပြတ်တော့သူကပဲဒီဝိညာဉ်လေးကပဲတန်ត្រာနဲ့ရှင်းနေပြီးဘဝလေးပြောင်းလာခဲ့တယ်
ဒါသေးသေးလေးစကားမဟုတ်ပါဘူးတက်ကြီးစကားတက်ငယ်ကြဆိုပြီးလည်းပြောကြတာကဗုဒ္ဓဘာသာရေးအသက်ထွက်သွားပြီပြောကြတယ်အသက်လို့လည်းပြောတယ်ထွက်သွားပြီလို့လည်းပြောတယ်ဒါတချို့ကြတော့လည်းအသက်ငယ်နေအသက်ငတ်နေပြီတဲ့အသက်ထွက်တာနေပြီလူမှသွားကြည့်တော့ပြောတဲ့စကားတွေကြားရသိသွားတဲ့ခါကျတော့အခုမှပဲအသက်ထွက်ပြီတော့တယ်ဘယ်ကထွက်လို့ဘယ်ဘောက်ကထွက်မှမသိဘူးပြောရင်အပြောတော့ပြောတော့သဘောနဲ့မရောစီနဲ့အဲ့တော့အပြောလဲပြောတဲ့သဘောမသိတဲ့တကယ်လည်းထင်ဒီပုဂ္ဂိုလ်တရားထွင်ဘယ်တော့မှနေပါမရဘူးသိသိလေးစကားမဟုတ်ဘူးသာတိအခြေခံထားပြောနေတယ်သာတိသက္ကရာလေးတွေဖြစ်နေတယ်ဒါကြီးပြောကြတာကအသက်ထွက်သွားပြီတဲ့ဒီအသက်ကလေးဒီဘဝတော့ဒီကောင်တော့သိပြီကွာဘယ်နဲ့ရောက်နေမှမသိပါဘူးဒီဘဝတော့ပြင်ဒီကောင်အကုသိုလ်တွေနင်းလို့ဒီကောင်တော့ပြင်ငရဲရောက်မှာပဲကွာဒီပုဂ္ဂိုလ်တော့အားပြောတယ်ဒါပေမဲ့ဒီဘဝသိပြီးတော့ဟိုဘဝသိတဲ့လည်းဒီလူပဲဒီလိုပြောနေတော့ဒီတော့ဒီအသက်ကလေးကမသိတဲ့သဘောအချင်းတခဏပြီးတခဏတောင်းတဘောကမကောင်းတဘောကပြောင်းတဘုံမကောင်းတဘုံပြောင်းသွားတာဒီဝိညာဉ်ပဲဒီလိုယူတယ်ယောဂီတွေလည်းဗုဒ္ဓဘာသာတွေပဲဗုဒ္ဓဘာသာတွေမှာများသောအားဖြင့်သတ္တရာတွေရှိများတယ်သတ္တရာတွေရှိတယ်ဗုဒ္ဓဘာသာတဲ့ဗုဒ္ဓဆိုတာဘာကိုခေါ်လဲသစ္စာလေးပါးသိတာကိုဗုဒ္ဓလို့ခေါ်တယ်ဘာသာဆိုတာသူပြောတဲ့စကားကိုဘာသာပဲဗုဒ္ဓဘာသာမှန်ခဲ့လို့ရှိရင်သစ္စာလေးပါးသိတဲ့ပုဂ္ဂိုလ်ကပြောတဲ့စကားပြောတဲ့ယူတဲ့ဝါဒကိုလိုက်နာမှဗုဒ္ဓဘာသာဖြစ်တယ်ဘုရားရှင်ကိုရဏကြီးကဟောတယ်ခန္ဓာ၅ပါးစလုံးကိုသဗ္ဗေသင်္ခါရအလေးစားလို့ဟောလိုက်သဗ္ဗေကျွတ်မဲ့ဥဒ္ဒောလုံးစုံသောသင်္ခါရပြုတယ်လို့ပေါ်လာတဲ့ခန္ဓာ၅ပါးဒီအလေးစားမမြဲဘူးအကုန်ပြတ်တယ်ကွာသဗ္ဗေသင်္ခါရဒုက္ခသဗ္ဗေဓမ္မအနတ္တနဲ့ဟောလိုက်တာပါဠိတော်တွေအများကြီးရှိအကုန်ပြတ်ပါလေဆိုညာဆိုလည်းအခုတာတိကအကုန်မပြတ်ဘူးကြာခန္ဓာ၄ပါးပြတ်တယ်ဝိညာဉ်နဲ့ခန္ဓာလို့ခေါ်တဲ့ဒီခန္ဓာဒီအသက်ဒီဝိညာဉ်ကမပြတ်လို့ဘဝတွေပြောင်းလာတယ်အဲ့ဒါကြောင့်ဗုဒ္ဓဘာသာကြီးသိချပြီးဆက်ပြီးတော့နာပါတက်ကြီးစကားတက်ငယ်ကြောင့်တက်ကြီးစကားကြောင့်တက်ငယ်တွေမှားကုန်လေအဲ့ဒါကြောင့်ရှိတယ်နောက်ဒီဆိုပြီးပြောကြတော့လေဒီလိုနေရာတွေမှာသိသိချာချာတရားကိုဝိပဿနာဆန်းစစ်ပြီးဟောတဲ့တရားမနာဘူးတော့ကိုယ်တိုင်ဒိဋ္ဌိရှိနေဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ဟာဒါနပြုတော့သူ့တွေလူတွေနဲ့တွေရောက်ပါတယ်ရောက်တယ်လို့လည်းဝန်ခံပါတယ်ဘုရားကလည်းဟောပါတယ်သို့တော့မင်းနဲ့ဘုရားနိဗ္ဗာန်ရဖို့အလုပ်ကြတော့သူရှိတဲ့အတွက်သူကကောင်းွယ်ထားတော့ကြောင့်မရနိုင်ဘူးနိဗ္ဗာန်လည်းချင်းအမှန်တန်ကြောက်စရာကောင်းတယ်မနေ့ကလည်းပြောခဲ့ပြီသက္ကရာလေးရှိအဲ့ဒါကြောင့်အသက်ထွက်သွားပြီဆိုတော့ထွက်သွားရင်မိမိတို့အိမ်ကနေပြီးတော့တရားဘောက်ကနေပြီးတော့ဆင်းသွားဒေကဆင်းသွားထွက်သွားတာအိမ်ကနေထွက်သွားအဲ့ဒီပုဂ္ဂိုလ်မသိဘူးအရှင်းထွက်သွားအရှင်းထွက်ဝိဇ္ဇာများဖြစ်နေလားမသိဘူးအရှင်းထွက်သွားတော့မသိတဲ့တော့မပြတ်ဘူးပေါ့ဗျာဒါပါလိတိတော့သက္ကရာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီသက္ကရာဒိဋ္ဌိဒီပြောလဲပြောတယ်တကယ်လည်းထင်နေရင်ဒီပုဂ္ဂိုလ်ကဒိဋ္ဌိရှိတာပဲဒီဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ကအခုလိုတရားပွဲကြီးနဲ့ကြုံရတော့လည်းနေရလို့အားထုတ်ဖြစ်တဲ့နင်းဖြစ်တဲ့ဒီမုံဖြစ်တဲ့ဆုံးဖြစ်တဲ့နေမှာဘယ်တော့မှမရောက်ဘူးအမလေးကြောက်เสียကောင်းလိုက်တာအမတန်ပြင်းထန်ပါလားသတ္တရာဒိဋ္ဌိယောဂီတွေဒုစိုက်ပါအသက်ထွက်သွားပြီလို့လည်းပြောကြတယ်ဩတချို့များအသက်တော့ထွက်သွားပြီခုနှစ်ရက်လုံးလုံးအိမ်သားကတ်နေသေးတယ်အဝေးကြီးမသွားသေးဘူးတဲ့အလိုဒီအသက်ကလည်းခက်တာအိမ်သားကနေသေးတယ်တဲ့အသက်ကလည်းအဝေးကြီးမသွား9ရက်ရှိတော့မှတခါတဲ့ဒီအသက်ဒီဝิญဉ်လေးဟာဖန်ကြည့်ပြီးတဲ့ကာလမှာဒါလည်းပြီးတယ်ရုပ်ပြီးတော့မှရေထဲချပြီးအမြောက်ဝင်ထွက်ပြေးတယ်လုပ်ပုံမှာတချို့ကလည်းပြောလိုက်သေးဗျာစာပြီးမဲ့တချို့ကြတော့ဒီဒီနဲ့မဟုတ်ဖဲနဲ့တခါတဲ့အပေါ်ရံဗာမုံရံမုံအကိုကဘုရားမောမဟုတ်တဲ့စာပြီးပို့ဝတ္တနာရေးတာတွေကလည်းရှိလောက်လန်းစပွဲဝิญဉ်တွေအဲ့တော့လောက်လန်းဆိုတဲ့အမျိုးဟာရှေ့အကုတ်ရှိမှနောက်ကဆွတ်ထားဘူးဗျာအဲ့တော့အခုတချို့အသက်မထွက်နိုင်သေးဘူးတဲ့အမေမတွေ့သေးလို့လည်းတူပါရဲ့အမေတွေ့တော့အမေဝမ်းကောင်းကိုဟိုဘက်တစ်ဖက်ကနေပြီးမှီမှကုန်းမှီမှဒီဘက်ကလွှတ်လိုက်တဲ့သဘောဗျာလောက်လန်းစပွဲဝิญဉ်တွေရှေ့မိမိတော်ရမယ်အမေရဲ့ဝမ်းကောင်းကိုအမေရမှဒီကနေဖြုတ်လိုက်တော့ဟိုဘက်ရောက်သွားဒါဖြင့်တရားနဲ့ကမ်းလန်းကြီးဖြစ်နေတာဘောအသက်ကအဲ့လိုသေချာစဉ်းစားကြည့်မှဒီစကားသိတော့ပြကောင်းပါလားကဲသေးပါတယ်ဆို냐တော့လည်းပဲသိခဲ့ပြီဆို냐တော့လည်းပဲဒီနေရာမှာသာရိရဲ့အယူကခန္ဓာ၄ပါးသိတဲ့ရုပ်ဝေဒနာသင်ညာသင်္ခါရတော့သိတဲ့ဝိညာဉ်ဆိုတဲ့ဒီအသက်ဒီစိတ်ဒီဝိညာဉ်လေးကမသိဘဲနဲ့ဘဝကူးသွားတယ်သံဃာကျင်လေတာဒီအသက်ပဲဒီလိုယူထားတယ်ဗျာအဲ့ဒါကြောင့်ဗုဒ္ဓဘာသာတွေဒီဆိုင်ပါအပြောတော့ပြောပါသဘောနဲ့တော့မရောပါသိနဲ့အပြောတော့အသက်ထွက်တယ်လို့ပြောချင်တယ်ပြောဖို့ထွက်တော့မထွက်နိုင်ဘူးရောဒီဟဲ့ဆိုရင်ဖြင့်ခန္ဓာ၅ပါးစလုံးဒီခန္ဓာကိုယ်မှာပဲတခါတည်းချုပ်သွားတာဝိညာဉ်ဆိုတဲ့အသက်လည်း
ထွက်မသွားပါဘူးချုပ်သွားတာပဲဒါကြောင့်အသက်ထွက်တယ်လို့ပြောနေကြအတိုင်းပြောတဲ့ပုဂ္ဂိုလ်တွေမပြောသေးတဲ့ပုဂ္ဂိုလ်တွေမသိတဲ့ပုဂ္ဂိုလ်တွေမှလိုက်တာပေါ့အသက်ဆိုတာဘာကိုခေါ်တယ်ဝိညာဉ်ဆိုတဲ့စိတ်ကိုပြောနေကြတာပါပဲအဲ့ဒီစိတ်ဝိညာဉ်ကိုအသက်လို့ခေါ်တဲ့အဲ့ဒီဝိညာဉ်ဟာဟိုဘဝဒီဘဝဘုံဘဝမပြောင်းနိုင်ပါဘူးဒီခန္ဓာ၅ပါးဒီခန္ဓာကိုယ်မှာပဲချုပ်သွားပါတယ်ဒါကြောင့်မို့လို့ဝိညာဉ်ချုပ်တယ်လို့ပြောရင်မှန်တယ်အသက်ထွက်တယ်လို့ပြောရင်သတ္တရဒိဋ္ဌိအဲ့ဒီဒိဋ္ဌိရှိနေဒီပုဂ္ဂိုလ်တရားထုတ်လို့မညာပုံညာနေပါမရဘူးသေးသေးသိသိကိုအမတန်ပြင်းထန်တဲ့အတိတ်ပဲဒီဒိဋ္ဌိဟာဒါဖြင့်ဒီအမြင့်မှားနေတဲ့အတွက်ဒီဒိဋ္ဌိကမိစ္ဆာဒိဋ္ဌိပဲမိစ္ဆာဒိဋ္ဌိအယူကိုယူတဲ့ပုဂ္ဂိုလ်ပဲလို့မှတ်ထားပါဒါဖြင့်အပြစ်ကြီးတာကလည်းပဲဒီနေရာမှာပိဿာနန္ဒရိယကံ၅ပါးအပြစ်ကြီးတယ်လို့ဘုရားဘာသာနဲ့သတ်မှတ်ချက်ရှိတယ်အမေတတ်တယ်အဲ့ဒီကနေပြီးတော့အဖေတတ်တယ်ဒါဖြင့်မာတုခါရကပိတုခါရကပေါ့ဗျာအမိတတ်တာလည်းအပြစ်ကြီးတာပဲအဖတတ်တာလည်းအပြစ်ကြီးတာပဲယဟနာတတ်တာလည်းအပြစ်ကြီးတာပဲဘုရားသွေးစိတ်ကြည်အောင်လုပ်တာလည်းအပြစ်ဒီနေရာမှာအပြစ်ကြီးတာပါပဲသံဃာသင်ခွဲတာလည်းအပြစ်ကြီးတယ်လို့ဘုရားဘာသာမှာအပြစ်အကြီးဆုံးကိုကြည့်မယ်ဆိုရင်ပိဿာနန္ဒရိယကံ၅ပါးအပြစ်အကြီးဆုံးကိုသတ်မှတ်ထားတယ်တဲ့ဒါပေမဲ့ဘုရားကအဲ့ဒီပိဿာနန္ဒရိယကံ၅ပါးအပြစ်ကြီးတာတဲ့ပူကြီးတာရှိတယ်အဲ့ဒါဘယ်မှာဟောတယ်လဲဧကလိပအင်္ဂုတ္ထုပါဠိတော့ဧကဓမ္မပါဠိတတိယဝက်မှာတိတိကျကျဘုရားဟောခဲ့တယ်ဒီနေရာမှာတိတိကျကျပဲနဟဘိက္ခုအညာဧကဓမ္မပိသမုဒ္ဒပသမေယံအေကိုဒီနေရာမှာဆိုလို့ရှိရင်မဟာတာဝိသယထာယိတံဘိက္ခုမိစ္ဆာတိတိမိစ္ဆာတိတိပရမဏိဘိက္ခုမဟာတာဝိသနိတုအဲ့ဒီတော့ဟောတယ်အဲ့တော့နဟဘိက္ခုအညာဧကဓမ္မပိသမုဒ္ဒပသမေယံအေကိုမဟာတာဝိသယထာယိတံဘိက္ခုမိစ္ဆာတိတိမိစ္ဆာတိတိပရမဏိဘိက္ခုမဟာတာဝိသနိဘိက္ခုသန္တရာစကံထွက်ရလမ်းကိုမြောင်မငန်စာဥจิตသားတို့အရာရဲ့သိရှိတဲ့ဟူဒီယထာအဘယ်ပြီးလို့နေဟုမူကမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိပဲအပြည့်အကြီးဆုံးကမိစ္ဆာဒိဋ္ဌိလို့ဘုရားကဟောတယ်ဒီနေရာမှာမိစ္ဆာဒိဋ္ဌိဆိုတာဟာဘာလဲဆိုလို့ရှိရင်ဒီဝိဇ္ဇာနဲ့အဖြစ်တို့ဒီမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိပဲဘိက္ခုယံတို့ဝိဇ္ဇာနဲ့အဖြစ်တို့ဒီမိစ္ဆာဒိဋ္ဌိငါ့ကိုငါဟာငါ့ဥစ္စာလို့ထင်တဲ့မိစ္ဆာဒိဋ္ဌိကခေါင်းကပုံပြီးတော့အကြီးဆုံးသောအဖြစ်ကြီးပါပဲတဲ့အဲဒီတော့မှားသောအဖြစ်မှားသောအယူမှားသောအမြင်ဖြစ်မြင်နေတာဒါမိစ္ဆာဒိဋ္ဌိအသက်ထွက်သွားပြီဝိညာဉ်ပြောင်းသွားပြီဒီဘဝမကောင်းဘိုးဘဝပြောင်းသွားပြီဆိုတဲ့အမြင်ဒီအမြင်မှာမမှန်အဲ့ဒါမိစ္ဆာဒိဋ္ဌိပဲအဲ့ဒီမိစ္ဆာဒိဋ္ဌိအပြည့်ကြီးဆုံးပဲပိဿာနန္ဒရိယကံအပြည့်ကြီးတယ်ဆိုရတော့လေအမေကိုတတ်လို့ရှိရင်အမေတတ်တဲ့ပုဂ္ဂိုလ်ကသိရင်အဝစီသွားအဖေတတ်ရင်လည်းဝစီသွားမှာပဲသို့တော့ဝစီထိအောင်မသွားအောင်ဝစီထိအောင်ရောက်အောင်အပြည့်ကြီးတယ်သို့တော့ပိဿာနန္ဒရိယကံ၅ပါးအဲ့ဒီ၅ပါးတွေကတဘာဘာကိုကျွလို့နဲ့ဒီကနေ့အမေတတ်လိုက်အမေတတ်တဲ့ပုဂ္ဂိုလ်မာတုကာရကကံထိုက်တယ်အဝစီရောက်သွားတယ်လက်ချင်းကကဘာပြည့်ရင်အဲ့ဒီပုဂ္ဂိုလ်ကလွတ်သွားတယ်ကဘာပြည့်သွားလို့ရှိရင်ငရဲအိုးတွေငရဲမိတွေသိမ့်သွားတာကိုသိမ့်သွားရင်သူကတစ်ခါကြာလို့ရှိရင်လက်ချင်းကကဘာပြည့်ရင်ဒီနေ့အဝစီကျသွားလက်ချင်းကဘာပြည့်ရင်အမေတတ်တဲ့ပုဂ္ဂိုလ်အဝစီမှလွတ်သွားတယ်လွတ်သွားတယ်ကျူရည်လူရည်မြင်သေးတယ်မိစ္ဆာဒိဋ္ဌိနိယတမိစ္ဆာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ဟာသူလည်းပဲဒီမိစ္ဆာဒိဋ္ဌိအယူကြောင့်သိရင်လည်းခုနကသတ္တဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်မျိုးပေါ့လေအဲ့ဒီမိစ္ဆာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်သိရင်လည်းသူလည်းအဝစီကျတာပဲကျတော့ကဘာပြတ်သွားရတော့လေသူကမကျွတ်ဘူးဒီအယူမစွန့်ရင်မကျွတ်ဘူးဒီကဘာပြတ်တော့လေဟိုဘက်ကဘာငရဲမှာကုခံရဒါဖြစ်ရင်ပိဿာနန္ဒရိယကံ၅ပါးကျူးလွန်တဲ့ပုဂ္ဂိုလ်အပြစ်ကြီးတယ်ဆိုရတော့လေကဘာပြတ်နေကြုံရင်ကျွန်းလန်းလွန်လာမြင်သေးတယ်ဒီမိစ္ဆာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်များဟာအပေရောက်သွားလို့ငရဲကြသွားရင်ဒီကဘာရဲ့ငရဲမရှိလို့ပုံသွား냐တော့လေငရဲအိုးတွေသိငရဲမိတွေငြိမ့်ပြီးတော့ကဘာပြက်냐တော့လေဟိုဘက်ကဘာမှာရှိနေတဲ့ငရဲအိုးငရဲမိငရဲတိတ်အဲ့ဒီသွားပြီးတော့ခံရပါတယ်ဆိုတော့ဩပိဿာနန္ဒရိယကံနဲ့မိစ္ဆာဒိဋ္ဌိတွေအကြီးဆုံးသောအပြစ်ကြီးပါပဲလို့ဘုရားရှင်ကိုရောမြတ်ကြီးကသတ္တိကျွတ်တာဉာဏ်တော်ကြီးတွေကိုယ်တိုင်မြင်လို့ဟောရပါတယ်ကဲယောဂီဘယ်တော့ကြောက်ကြရကောင်းလို့အသက်ထွက်သွားပြီဝိညာဉ်ပြောင်းသွားပြီဒီပုဂ္ဂိုလ်တော့ဒီကောင်တော့သိပြီကွာအခုဘယ်ဘဝနဲ့ရောက်နေမှမသိပါဘူးကွာပြောကြတယ်လို့ပုဂ္ဂိုလ်သတ္တဝါနဲ့ပြောဒီကောင်တော့တော်တော်မိုက်တဲ့ကောင်ပဲအကုသိုလ်လုပ်ပြီးတော့အခုဒီကောင်ငရဲရောက်နေပြီထင်တယ်ကွာပြိဿာကြီးကဖြစ်နေလားမသိဘူးဒီကောင်ကနေပြီးတော့ဟိုကောင်သွားဖြစ်တော့ဒီကောင်ဟိုကောင်ဆက်နေခြင်းကြောင့်မပြည့်တဲ့အတွက်သတ္တရာဒိဋ္ဌိကိုခေါ်တယ်အဲ့တော့ဒီအယူတွေကယူလဲယူကြတယ်ဒီအပြောတွေလည်းပြောလဲပြောကြတယ်ဆက်ကြီးစကားတက်ငယ်ချအားဖြင့်ခိုက်ကလေးသူငယ်လူမမယ်လေးတွေညီကောင်မောင်နှမတွေအဲ့တော့အားလုံးပေါ်တယ်အကြီးကြီးတော်တွေတူတွေတူမတွေစသည်အားဖြင့်ပြောကြပြပြီတော့အသက်ဆိုတာဘာကိုခေါ်တော့ဝိညာဉ်လို့ခေါ်တဲ့စိတ်ကိုပြောတာပါပဲအဲ့ဒီဝိညာဉ်လို့ခေါ်တဲ့သိမှုစိတ်
ဒီစိတ်ဟာလည်းပဲဝိညာဉ်နဲ့ခန္ဓာ၅ပါးသလိုပြတ်တဲ့အခါမှာအတူပြတ်တာပါပဲထွက်သွားတယ်ဆိုတာမဟုတ်ပါဘူးချုပ်သွားတယ်ဆိုရင်မှန်ပါတယ်ဘယ်ဒီလိုဆိုတော့စဉ်းစားရပါတာတိကဒီအယူသူမယူခန္ဓာ၅ပါးတာတိဆိုတဲ့ယဟန်ဘာယူရှိသတ္တရာဒိဋ္ဌိအယူရှိတယ်သတ္တရာဆိုတာခိုင်နေနေတယ်မပြတ်ဘူးလို့ယူတာခန္ဓာ၅ပါးရှိတဲ့က၄ပါးတော့ပြတ်ပြီးသိခဲ့ပြီတဲ့ဝိညာဉ်ဆိုတဲ့ဒီအသက်ကထွက်ပြီးတော့ဘဝတွေပြောင်းခဲ့တယ်ဘုံတွေပြောင်းပြီးတော့ဘဝတွေပြောင်းပြီးဒီကလာမှာဒါလည်းဒီအသက်ဝိညာဉ်လေးကရောက်ရဌာနဖြစ်ရဘုံဘဝမှာဆိုဝိညာဉ်လေးကစကားပြောတယ်တရားဟောတယ်အကောင်းအဆိုးတွေလည်းသူပဲခံစားတယ်လို့အဲဒီလိုအယူရှိနေတဲ့သာတိပါလားဒီတာတိယဟန်ကြီးတရားဟောတဲ့ဇာကြီးစေဝဲဇာပေါင်းတရားတွေနာပြီးတော့သူသဘောကျတယ်သူ့ဟာသူတစ်ဖက်သားယူပြီးသူသဘောကျတာပေါ့လေဟာဘုရားရှင်ကိုရောမြတ်ကြီးဘုရားဖြစ်ဖို့မလွယ်ပါလားဇာကြီးစေဝဲဟောလိုက်တဲ့အခါမှာသိရတာလည်း10 ခါလောက်သိတာခန္ဓာ၄ပါးသိပြီးတော့အခုတော့ဝိညာဉ်နဲ့ခန္ဓာဆိုတဲ့ဒီအသက်ကလေးကဘုရားဖြစ်လာတဲ့အထိဒီဝိညာဉ်လေးပါလားဒီဝိညာဉ်လေးကငါတို့စကားပြောတရားဟောနေတယ်ဆိုပြီးသူ့အယူကိုသူရှင်းနာပြီးသဘောကျတယ်ဒါလည်းမကဝိဟန်လေးကိုလိုက်ပြောတယ်သူကငါရှင်တို့ဒီကနေ့မြတ်စွာဘုရားတရားဟောလိုက်တာစိတ်ကောင်းလာပဲဘယ်လိုကောင်းလုံးကတာတိရဟာမြတ်စွာဘုရားဟောလိုက်တဲ့တရားသူသိတယ်စိတ်ကောင်းလာပဲဘယ်လိုသိတယ်ဆိုလို့ရှိရင်တဲ့ခန္ဓာ၅ပါးရှိတဲ့အ ਨੇ ကဒီနေရာမှာ၄ပါးတော့ဖြစ်တယ်ရှင်းမင်းတို့သရကမင်းတို့သူ့အနာသာမတို့ရေမင်းတို့မဟောစကားတို့တုန်းကခန္ဓာ၄ပါးပြည့်ပြီးတော့ဝိညာဉ်နဲ့ခန္ဓာလို့ခေါ်တဲ့ဒီသက်ဒီဝိညာဉ်လေးဟာပြောင်းပြီးလာလိုက်တာကိုသိက္ခာမင်းသားဘဝရောက်အဲဒီကတော့ဘုရားဖြစ်တော့ဒီဘုရားဖြစ်တဲ့အခါမှာဒီဝိညာဉ်လေးပဲဒီဝိညာဉ်လေးကသံဃာထဲမှာတစ်ခါမပြတ်တော့ဘဲနဲ့လှည့်သွားနေတယ်အဲဒီဝိညာဉ်လေးကငါတို့စကားတော်တရားဟောနေတာပဲအဲဒီလိုဘုရားဟောတာသူသိပါတယ်လို့ယဟန်လေးကသူကလဲပြီးတော့ပြောတယ်ကဒါနဲ့ယဟန်လေးကတာတိတော်ပြန်ကြီးကျယ်ယူလေးပေါက်ပြန်ပြီးမှန်းနေပါပေါ့လားအဲဒီလိုသိတဲ့အတွက်တာတိတို့လည်းမင်းနဲ့သူတရားနာတာပါပဲကွာဘုရားကအဲဒီလိုမဟောပါဘူးတဲ့ခန္ဓာ၅ပါးသလုံးကိုဘုရားကပြည့်တယ်လို့ဟောပါတယ်ခန္ဓာ၅ပါးတွေကဝိညာဉ်နဲ့ခန္ဓာလို့ခေါ်တယ်ဝိညာဉ်နဲ့ခန္ဓာဒီသက်ဒီဝိညာဉ်ဟာဘဝကုတဲ့ကံကလာရှင်းနေတာလဲဒီဝိညာဉ်လေးပဲလို့ဘုရားမဟောပါဘူးကွာငါတို့လည်းမကြားပါဘူးအတူတူတရားနာတာပဲတာတိမင်းဒီလိုဝိညာဉ်နဲ့ခန္ဓာဒီအသက်ကလေးကဒီဝိညာဉ်လေးကဘဝကုတဲ့ဘဝပြောင်းတယ်ဆိုတဲ့ဒီအယူကိုမင်းမယူပါနဲ့မင်းဒီလိုမပြောပါနဲ့ဒီလိုပြောခြင်းအပြင်ဒါဘုရားကိုဆွတ်ရရောက်ပါတယ်ဘုရားဒီလိုမဟောပါဘူးငါတို့လည်းသိတာပဲငါတို့အတူနာရဘုရားဒီလိုဝိညာဉ်ပြောင်းတယ်လို့ဘုရားမဟောဘူးဒီဝိညာဉ်လေးကရောက်ရထဏဖြစ်ရဘုံဘဝမှာစကားတော်တရားဟောတယ်လို့လေဘုရားကမဟောပါဘူးကွာဒါဒီမင်းဒီအယူမယူပါနဲ့ဒီအယူကိုယူပြီးတော့ဒီအပြောဆုံးမျိုးကိုပြောခြင်းဒီမဟုတ်မမှန်လည်းဘုရားကိုဆွတ်ရတယ်ကြပါတယ်ကိုကိုလည်းတူးဖြူရဖြစ်ပါတယ်တာတိကပြောတယ်ပြော냐ဆိုတဲ့တာတိမရဘူးဗျာမရဘူးသူ့အယူကိုသူမစွန့်ဘူးသူ့အယူကိုသူမစွန့်တော့ဘူးတဲ့ဒီအယူကိုပဲဆွဲထားတယ်နှစ်တယ်လို့တဏှာနဲ့ယူတဲ့ဥပါဒံထိဆွဲလာတော့ဖြုတ်မရတော့အဲ့ဒါနဲ့ခဲ့ပြီဒီတာဒီသူ့ယူညာတိတိယဟန်นี่ဥစ္စေသွားခဲ့ရကြီးရဲ့တော့ယဟန်นี่ကပြောမရဆိုမရတော့ပြောဆိုခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ချင်းတော့ပြောမနိုင်ဆိုမရဖြစ်တဲ့အခါကျတော့မှယဟန်นี่ကဒီအမှုတွေယူပြီးတော့ဘုရားထံသွားခြင်းရတယ်ဗျာသွားပြီးတော့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတန်ခါကေသာတာတိဆိုတဲ့ယဟန်ဒီဤကဲ့သို့ပဲဝိညာဉ်ဒီပြောင်းပါတယ်ဘဝကူးပါတယ်ဘဝပြောင်းပါတယ်ဒီဝိညာဉ်ဒီအသက်ကထွက်လာပါတယ်မသေးပါဘူးလို့ယူတော့သတ္တရာလေးတွေအယူယူထားပါတယ်ဗျာဒါကြောင့်အရှင်ဘုရားဆုံးမတော်မူပါလို့ယဟန်ကြီးကသွားလျှောက်တော်မှာမြတ်စွာဘုရားကောင်းပြီဒါဖြင့်ယဟန်ကိုတာတိဆိုတဲ့ယဟန်သွားခေါ်ခြင်းဆိုဘုရားအမိန့်နဲ့ခေါ်ခိုင်းဘုရားထံရောက်ပြီဘုရားထံရောက်တော့စေကုတ်ဝှချပြီးကြတာနေပြီးဖူချဆိုရင်ဒါနဲ့တာတိဘုရားခေါ်ခိုင်းလို့ဘုရားထံရောက်တဲ့ဘုရားကပြောတယ်ကတ္တမံတံတာတိဝိညာဏံလို့ဘုရားကမေးတယ်ဒါပါဠိလိုဖြစ်တယ်ကတ္တမံတံတာတိဝိညာဏတာတိမေးပြောတဲ့ဝိညာဉ်ဘဝကုတဲ့သံဃာကျင်းလဲတယ်ဆိုတာဘယ်ဝိညာဉ်လဲကွာတာတိဟာမေးပြောတဲ့ဝိညာဉ်ဟာဘယ်ဝိညာဉ်တော့ဘဝကုတယ်ဘဝပြောင်းတယ်သံဃာတဲ့ကျင်းလဲတာဒီဝိညာဉ်ပဲဆိုတာအဲ့ဒါဘယ်ဝိညာဉ်လို့ကွာဘယ်ဟာကိုပြောနေတာလဲယောယံဘာနိဝရောဝီရောတတ္တရာကလျာဏပါပကနံကာမနံဝိပါကံပရိတံဝိဒိတိတဲ့သူကလာသေးတယ်ဟုတ်ပြီယောယံဘာနိဝရောဝီရောတဲ့တတ္တရာကလျာဏပါပကနံကာမနံဝိပါကံပရိတံဝိဒိတိပါဠိတော်လေဒီတန်းရှိတယ်ဒါကသာတိအယူကိုဘုရားကိုလျှောက်ထားဖို့မှတ်ရမယ်ဟုတ်ပြီယောယံဘာနိဝရောဝီရောအရှင်ဘုရားတဲ့ဒီဝိညာဉ်လေးဟာဒီစိတ်ဝိညာဉ်လေးဟာတဲ့စကားလည်းပြောပါလေဗျာပြောလဲပြောဆိုလဲဆိုပါလေစကားလည်းပြောပါလေတဲ့ဒါဆိုအကောင်းအဆိုးကိုလည်းသူသက်ခံစားနေတာပဲဝိညာဉ်လေးသံဃာထဲမှာလှည့်ပြီးသွားနေတဲ့ဒီဝိညာဉ်လေးကတဲ့ဘဝကြီးကူးပြောင်းပြီးတကားလားဒီဝိညာဉ်လေးကပဲစကားလည်းပြောပါလေဗျာအကောင်းအဆိုးကိုလည်းဒီဝိညာဉ်လေးကပဲခံစားပါလေဗျာတဲ့
Tatra kalayana pavakana kamana vibhakam patitanwe edi. Turu siya kana bongwaru mabene diwenyeliya akawunso tubura dogudana kamana vibhakam ne kudu agudu asyubu lebe diwenyeliya be khanzaba le bya. Hobi tadi tu yu bya ko yauk tha ne. Di lo bya ga tadi moga purita mepho mami ashini do yauk ja. Nga bya de lo mo ho be ne min ga ဝိညာဉ်ပြောင်းတယ်ဘဝကူးတယ်ဘုံဘဝတွေပြောင်းခဲ့တယ်ဘဝတစ်ပါးဆိုပြောင်းသွားနေတော့သူအားလက်ရည်သက်ချလိုက်ကြတယ်နော်ဟုတ်ပြီဘဝပြောင်းသွားတယ်ဆိုတော့အထုတ်ထမ်းပြောင်းတယ်လို့ဒီအိမ်မကောင်းဟိုအိမ်ပြောင်းဒီရွာမကောင်းဟိုရွာပြောင်းလာအသားတွေနဲ့ဒီပစ္စည်းတွေပေါ့အဲ့ဒါအရှင်ပြောင်းသွားဘဝကူးသွားတယ်ဘဝပြောင်းသွားတယ်ဆိုတော့ဆက်နေတော့ကြောင့်သက္ကရာလေးကြည့်ရုပ်အမလေးတီတီချာချာဗုဒ္ဓဘာသာလေဒီလူတရားလူတွေမနာရတော့ဒီရဲ့ယူဟာရှိနေကြပါလေဒီယူကိုရှိနေလို့ရှိရင်ပြည့်ယခုနကပြောသလိုပေါ့ကပ္ပသိင်ကိုတန်ဆရာသိင်ကိုလည်းဖြစ်မှာတို့ရတယ်ဒါကြောင့်ဝိညာဉ်ဟာမပြောင်းနိုင်ပါဘူးဒီဝိညာဉ်ဒီနေရာပေါ်ဒီနေရာပြည့်တယ်နောက်ပိုင်းလူတရားဟောမယ်အချိန်ကမရဘူးကဲဒီလိုဆိုတော့တာတိကဒီယူတော့ဘုရားကခုဘာပြောလဲသူ့ကိုစွဲချက်တင်လိုက်လို့ဘုရားကတာတိမင်းကြီးဝိညာဉ်ပြောင်းတယ်ဘဝကူးတယ်ဘဝပြောင်းတယ်တန်ဆရာထဲမှာဒီဝိညာဉ်ကလဲနေတယ်လို့ဒီလိုယူတဲ့သက္ကရာဒိဋ္ဌိရှိနေတဲ့ကြောင့်တာတိမင်းညာပုံညာလေးပါမရတော့ဘူးကဲတော့ပြတာဘောဂတဏတရားမဟုတ်ဘူးဒါကြောင့်လေးလေးနဲ့ပြောနေတာအဲ့ဒါကြောင့်ယောဂီတို့ဝိညာဉ်မပြောင်းပါဘူးဝိညာဉ်ဆိုတာကဝိညာဉ်နဲ့ခန္ဓာပါခန္ဓာ၅ပါးသိပြီဆိုရင်ခန္ဓာ၅ပါးဒီခန္ဓာကိုယ်ကြီးမှာပဲချုပ်သွားတာပါပဲတခါတည်းချုပ်သွားရုပ်လည်းချုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်အကုန်ခန္ဓာ၅ပါးဖြစ်တူပြည့်တူပဲတခါတည်းဖြစ်တဲ့အခါမှာခန္ဓာ၅ပါးဖြစ်ပြည့်တဲ့အခါကျတော့ခန္ဓာဝိညာဉ်နဲ့ခန္ဓာကကြံနေတယ်လို့ဘယ်ဘုရားမှမဟုတ်ဒါတော့ခန္ဓာတို့အသက်ထွက်သွားပြီအမလေးဒီမှာသွားကြည့်ဒီတန်လေးထွက်လာပြီလေအသက်တော့ထွက်ကန်လေးအမေအသက်တဲ့ချောင်းများထွက်ဖို့မလွယ်ပါလားအသက်တဲ့ချောင်းဆိုတော့ဘယ်လောက်ကြီးလို့ဘယ်လောက်ရှိမှလည်းမသိဘူးအသက်ဆိုတာအရွယ်ပမာဏအားဖြင့်မပြနိုင်ဘူးကိုတက်ချောင်းနဲ့ပြောလို့ပြောအမလေးအသက်တိုးရစီတယ်လို့ဘာနဲ့ဘာပေတာနဲ့တိုင်မှမသိဘူးပြောကြတော်တော်ကြောက်เสียဟောမှာလားအပြောကတော့ဖြင့်သက်တော်သက်တာပဲခံရတာကမသက်တာဘူးအဲ့ဒါအပယ်လေးပါးမှာဒုက္ခတွေပင်လဲဝင်နေတယ်ကပ္ပစိတ်ကိုတန်ခါစိတ်ကိုဘုရားပွင့်တော်လဲပဲအဲ့ဒါခလုတ်တိုက်သွားတယ်ဘုရားဆိုစိတ်ကိုဆိုတာခလုတ်တိုက်တာခေါ်တယ်ဘယ်ဘုရားပွင့်သူမချွတ်နိုင်ဘူးဒီယူရှိတဲ့ကာလပါလုံးဒါပေဒါနလို့တော့သူပတိတော့ရောက်မှာပေါ့လူတွေနဲ့ပြီးတော့ရောက်တယ်တကယ်သူတော်ကောင်းတရားလို့အားထုတ်ပြီးဆိုရင်ဒီယူကိုတကယ်အသက်ထွက်တယ်လို့ယူထားလို့ရှိရင်ဒီယူရှိတဲ့ပုဂ္ဂိုလ်ဟာသတ္တရာတိရှိနေတဲ့အတွက်မညာပုံညာလေးပါမရဘူးဆိုတော့ဘယ်တော့ပြင်းထန်နေဘယ်တော့နာလဲဒါကြောင့်အသက်ထွက်ပြီးဆိုတာအပြောတော့ပြောခြင်းပြောမပြောခြင်းလေသဘောကတော့ဖြင့်အသက်လည်းမရှိဘူးလက်ကြလည်းမရှိပါဘူးဗျဒီချာကြည့်တော့ဝိညာဉ်ကိုပြောတာပါအဲ့ဒါကြောင့်ဝိညာဉ်ချုပ်ပြီးလို့ပြောရင်မှန်တယ်အသက်ထွက်ပြီးလို့ပြောရင်ဆရာကောင်းတစ်ပည့်မဟုတ်သေးဘူးသူတို့တရားကအားထုတ်နေတယ်ကွာသူတို့ဆရာသမားကအသက်လို့ဟောထမှာရဲ့ရှင်းဆရာကြီးဗျအဲ့ဒါကြောင့်အသက်ဆိုတာမရှိပါဘူးဝိညာဉ်ဆိုတာစိတ်ကိုပြောပါဝိညာဉ်ထုတ်တယ်ဆိုရင်မှန်တယ်မှတ်တာအသက်တစ်ချောင်းလေးအတူအစီလေးလုံးရတန်တာပုံဟန်နမိတ်ကြီးလည်းပြောမနေနဲ့လောက်လန်းတဲ့ပုံဝိညာဉ်တွေဆိုတော့ရှင်းအမေရှိမှဒီကတော့တော့အမလေးဒီတိုင်းအသက်ကြီးကတန်းလန်းကြီးဟိုဘက်ကူးသွားသလိုလိုဒီလိုမဖြစ်စေနဲ့ဒီမှာရှုပ်ပြီးတကားလားဘုံမဖြစ်တာကမဖြစ်ဘူးလားဖြစ်တာပေါ့ဒီဘဝမှာခန္ဓာ၅ပါးရှိစဉ်ကလောက်ထားတဲ့ကုသကအကုသကံပြီးတော့သေရနာကံအကြောင်းတတ်တယ်ဆိုတာရှိတယ်အဲ့ဒီတတ်တယ်ပြီးတော့အကြောင်းကြောင့်ဟိုဘက်ဘဝမှာသွားပြီးခန္ဓာအဖြစ်ပေါ်လာပြီဒီဘက်ဘဝကခန္ဓာတတူတစတစ်ပိုင်းတစ်ပြက်သမုတ်လေးမှမပါဘူးတစ်စဲမှမပါဘူးဒီဘဝမှာပဲချုပ်ခဲ့ပြက်ခဲ့တယ်ရှင်းရှင်းပြသွားသလားဆိုတော့မပြပြန်ဘူးဒီရဲ့လောက်ထားတဲ့သေတာကံတတ်တယ်ပြီးတော့အကြောင်းကြောင့်တတ်တယ်ကြောင့်ဟိုဘက်မှာအကျိုးသွားပေါ်အကျိုးခန္ဓာ၅ပါးအဖြစ်ပေါ်ဒါပြင်ပြက်လဲပြက်ပါတယ်ပြက်မှန်းပြီးတော့သတ္တရာတိကိုဆင်းတယ်ရှင်းရှင်းမပြအကြောင်းအကျိုးဆက်ပါတယ်ဆိုတာသိသိနဲ့ဥစ္စေတာတိကိုဆင်းတယ်တရားဟောရတာမလွယ်ဘူးအဲ့ဒါကြောင့်တရားဟောရင်ကဟောတဲ့ပုဂ္ဂိုလ်ကလည်းသတ္တရာဥစ္စေတာမသိမဲနဲ့ဟောရင်တရားနာတဲ့ပိဋကတိကလည်းအသက်ထွက်ပြီးဘဝပြောင်းသွားပြီဒီလိုယူတော့အကုန်ဒိဋ္ဌိတွေဖြစ်ဖို့တရားနာတာမလွယ်ဘူးတရားနာရင်ဉာဏ်ချင်းဝင်ရှိမှရဒါကြောင့်ပြသာရှင်းရှင်းလေးနဲ့ဟောနေပါလေဒါကြောင့်သူလူညာတကာပေါသူတော်ကောင်းတို့အားတရားနာဖို့လည်းမလွယ်ဘူးတရားဟောဖို့လည်းခက်တယ်အဲ့ဒါကြောင့်ရတာလေးပြက်ထားလို့ဟောတဲ့တရားဆိုရင်တော့ဖြစ်မှာပေါ့သဘောကိုပြောပြီးဆိုတော့အဘိဓမ္မာသဘောအမတန်နဲ့ခက်ခက်သိမ့်ဝိနည်းနဲ့တရားတွေပါဒါကြောင့်အသက်ဆိုတာခေါ်ခြင်းခေါ်ပြောခြင်းပြောအမှားအပြည့်အသက်မရှိဝိညာဉ်ပဲစိတ်ပဲစိတ်ကလေးဝိညာဉ်နဲ့ခန္ဓာ၅ပါးဖြစ်ပြီးရင်ပြက်သွားတာပဲဒါရင်ဖြစ်ပြီးပြက်သွားတာဒီဘဝမှာခန္ဓာ၅ပါးချုပ်တယ်မသေးကြီးကလှုပ်ထားတဲ့စေနာကံအကြောင်းတတ္တိပြုသောအကြောင်းကြောင့်
ဟိုဘဝမှာသွားပြီးတခါလာမှာဒါလည်းအကုသိုလ်ကံအကြောင်းလို့အပယ်လေးပါးခန္ဓာပေါ်မှာပဲအဲ့ဒါအသိခန္ဓာအသာထုတ်ပေါ်တာဒီဘက်ခန္ဓာကမပါဘူးဒီဘက်ပြည့်မှန်းပြီးတော့သတ္တရာလေးတွေသင်တယ်ရှင်းရှင်းမပြအကြောင်းကျိုးဆက်လျက်ပါပဲလို့သိချင်းကြောင့်ဥစ္စေတာဒိဋ္ဌိသင်တယ်ဗျာရှင်းဒီတရားအမှန်တန်ကောင်းတဲ့တရားပဲဒါကြောင့်မှတ်လည်းမှတ်ထားပါတိတိချာချာဒီတိတ်ကိုဖွင့်ပြီးတော့နားရင်ခင်ဗျားတို့ဒိဋ္ဌိအကုန်လုံးဆင်သွားမယ်ကဲဒီလိုဆိုတော့သတ္တရာဒိဋ္ဌိပြီးယခုလည်းကပြောဆိုခိုင်နေနေတဲ့မပြတ်ဘူးဒီဘဝကနေပြီးတော့ကိုယ်ဘဝကူးတယ်ဒီဘဝခန္ဓာတွေဟိုဘဝဒီဝိညာဉ်နဲ့ခန္ဓာဟိုဘဝရောက်တယ်ဆိုရင်ဖြင့်ခန္ဓာတွေက၄ပါးချုပ်ပြီးဒီကာလကဘာမှချုပ်တဲ့သဘောဆိုရင်ဖြင့်ခန္ဓာ၅ပါးတို့ဘုရားကအနိစ္စလို့ဟောတဲ့တရားနဲ့ဆန့်ကျင်နေတာပေါ့ဒုက္ခသစ္စာမမြင်တော့နိဗ္ဗာန်ပဲရတော့မလဲအဲဒါကြောင့်ဒီဒိဋ္ဌိအယူဟာအမတန်မှပြင်းထန်ပြီးတော့ကြောက်เสียအကောင်းဆုံးလို့ဒီနေရာမှာအဖြစ်တဲ့အကြီးဆုံးမှာပဲလို့ဘုရားကလည်းဟောတော်မူခဲ့လေးဖြစ်ပြီးတော့ကြောင့်ယောဂီတို့ခန္ဓာ၅ပါးဒီဖြစ်တူပြည့်တူပဲပြည့်တယ်လို့သိထားပြည့်များတော့လဲပဲဒီကနေပြီးကြလားမတည်ခင်လှုပ်ထားတဲ့အကြောင်းကြောင့်နောက်ခန္ဓာအဖြစ်တစ်ခုအသာထုတ်ပေါ်တယ်အဲလိုပေါ်လာပြီးတော့ဥစ္စေရာလေးတွေနဲ့ဆင်းနေပြတ်မှန်းပြီးတော့သတ္တရာလေးတွေနဲ့ဆင်းတယ်ဒိဋ္ဌိစင်ကိုတော့ပဲကအဲဒီလိုဆိုလို့ရှိရင်ဖြင့်ဒီဘဝမှာဒီခန္ဓာဒီဟိုဘက်ဘဝကိုမလိုက်ပါဘူးဆိုတာလောက်ဒီဥပမာလေးနဲ့ပြောကြပါဦးဆိုအခြေလေးနည်းနည်းရတယ်ဥပမာအပြင်ဘယ်အောင်နဲ့တိုင်ထွန်းထားတယ်ထွန်းလာတဲ့ကမိจิตလေးနဲ့ချစ်ပြီးကားလာဘယ်အောင်နဲ့ရှိတဲ့မိသားလေးသွားသိထွန်းလိုက်တော့မိလင်းမိအောင်လင်းတယ်ဒါဖြင့်ဒီလိုကြောက်သောပုဂ္ဂိုလ်ကသူ့မှာမိจิตလည်းမရှိမိကလည်းမရှိဘူးမရှိတော့မိထွန်းနေတဲ့အခါကျတော့ဒီမိတိုင်ဒီကြောင်းတိုင်ကြီးမှလာပြီးတော့မိညှိလိုက်မိလာကြီးတော့ဟိုကြောင်းတိုင်မှာလည်းသူ့လောင်သားနဲ့သူ့မိနဲ့တွဲပြီးလောင်သွားတာပေါ့ဒါဖြင့်ကိုယ်ပဲနာသွားပြီးတော့ကြောင်းတိုင်ထွန်းထားလိုက်တယ်ထွန်းလာလိုက်တော့ဒီကြောင်းတိုင်ကြီးဒုတိယထွန်းတဲ့ကြောင်းတိုင်ကသူ့လိုမိတောက်လာတာလားလင်းလာတာလားမဟုတ်ဘူးပထမထွန်းလာတဲ့ကြောင်းတိုင်ကမိကိုသွားပြီးတော့သူကသွားကြည့်လိုက်တဲ့အတွက်အဲ့ဒီကနေပြီးတော့အချိန်စက်တိကြောင့်သူ့လောင်သားနဲ့သူ့မိတွဲပြီးတော့လောင်သွားဒါဖြင့်ကြောင်းတိုင်နဲ့ပထမထိုးရတဲ့ကြောင်းတိုင်မှာသွားပြီးတော့ညှိလိုက်တဲ့အခါကျတော့မိကလောင်သွားတဲ့ဒုတိယကြောင်းတိုင်မှာလည်းပဲနှစ်တိုင်လုံးရှိတယ်မိလင်းနေတော့ပထမထွန်းထားတဲ့ကြောင်းတိုင်ကမိကဒုတိယကြောင်းတိုင်ကိုပါသွားသလားမိပါသွားလားလို့မေးမပါဘူးဒီဘက်ကမိကပထမထွန်းထားတဲ့ကြောင်းတိုင်မှာရှိတဲ့မိကဒုတိယကြောင်းတိုင်မှာလောင်နေတဲ့မိလင်းနေတဲ့မိနောက်ကိုမပါဘူးပါရင်ဒီဘက်ကကြောင်းတိုင်မှာထွန်းထားတဲ့မိကသေသွားမှာပေါ့မသိဒီမှာလည်းလင်းနေတာပဲဒုတိယလာဟိထွန်းတဲ့ကြောင်းတိုင်မှာလည်းဟိုမှာသွားပြီးလင်းနေတာဒါနှစ်ခုတုံးလင်းသို့တော့ဒုတိယကြောင်းတိုင်ကသူ့အလိုလိုလင်းသွားတယ်လားမဟုတ်ဘူးပထမကြောင်းတိုင်မိမှာလာပြီးညှိတဲ့အတွက်သူလည်းမိလေးကတင်းသွားတယ်မိလောင်သွားတယ်အဲ့တော့ပထမကြောင်းတိုင်မှာထွန်းထားတဲ့မိကဒုတိယကြောင်းတိုင်ကိုပါသွားရင်ဒီမိလိုက်သွားတာပေါ့အဲ့လိုဆိုရင်သတ္တရာလေးကြီးပဲတန်ကြည့်ပထမကြောင်းတိုင်မှာထွန်းတဲ့မိကိုမိဟာဒုတိယတတိယသုဒ္ဓအာသကြောင်းတိုင်နဲ့အများကြီးလာပြီးဒီကြောင်းတိုင်မှာပဲလာထွန်းတော့လိုက်တယ်ဆိုရင်ပထမကြောင်းတိုင်ကမရှိเสียမဟုတ်တော့ဘူးကုန်ခတ်သွားမှာပေါ့အခုလည်းမကုန်ဘူးဗျာဒီကြောင်းတိုင်မှာမိသူ့လောင်သားနဲ့သူ့မိတဲ့လောင်လေးရဲ့ပဲလင်းနေရပဲဒုတိယလာထွန်းတဲ့မိကြောင်းတိုင်ကသူ့လောင်သားနဲ့သူ့မိနဲ့တွဲပြီးလင်းနေတာတတိယလည်းဒီတိုင်းသွားကြောင်းတိုင်ကြောင်းတိုင်ပေါင်းဒီနေရာမှာအတိုင်ပေါင်း1000 1000ထုံးဒီမှာပဲလာရင်ဒီမိကလည်းမကုန်ဘူးဘာဖြစ်လို့မကုန်လဲလိုက်မသွားလို့မကုန်လားလိုက်မသွားလို့မကုန်လားဒါဖြင့်ဒုတိယတတိယပြောင်းနေမှာလင်းတဲ့မိတွေကတို့လိုလင်းသလားဘုပထမမိကြီးဆိုအကြောင်းကြောင့်အကျိုးတရားအနေနဲ့ဟိုမှာလည်းလင်းတယ်ဒါဖြင့်အကြောင်းကျိုးတော့ကင်းသလားတတိတော့ကင်းသလားမကင်းဘူးဒီမိကလိုက်သလားလိုက်သွားရင်ဒီမိမှာတရားပထမပြောင်းတဲ့ကမိကနဲကျင်လည်းနဲသွားမယ်လုံးဝမရှိရင်လည်းမရှိတော့ဒီမကုန်လည်းမကုန်ဘူးနဲလည်းမနဲဘူးသူ့လောင်စားနဲ့သူ့မိတော့ဟာပထမအချိန်ဝါတိုင်းပဲလောင်နေတာပဲခုပြောင်းနေမှာလင်းတာပဲဒါဖြစ်ရင်အကြောင်းကျိုးကကင်းလားဆိုမကင်းဘူးပထမပြောင်းတိုင်မှာထွန်းထားတဲ့မိအချိန်ဆိုအာနုပသတ္တိဒီအကြောင်းမကင်းလို့ဒုတိယပြောင်းတိုင်မှာသူ့လောင်စားနဲ့သူ့မိအားတဲ့လောင်သွားတယ်ဒီမှာလာပြီးထွန်းကြည့်လိုက်ရတာကိုဒါကြောင့်ပထမပြောင်းတိုင်ထွန်းတဲ့မိကဒုတိယပြောင်းတိုင်လိုက်ပြီးတာဒီမိတွေမလိုက်ဘူးသို့တူတယ်ဒီမှာလည်းပဲမသိခင်ကလှုပ်ထားတဲ့စေနာကသတ္တိအကြောင်းတော့ပြင်မကင်းဘူးအကြောင်းရှိတဲ့တိုင်ကျိုးတရားခန္ဓာပေါ်တယ်ဒီခန္ဓာကတော့မလိုက်တာသိကြတယ်ဒီပြောင်းတိုင်ကမိဒုတိယပထမပြောင်းတိုင်ထွန်းထားတဲ့မိကဒုတိယပြောင်းတယ်မလိုက်တဲ့ကဲတို့ပထမဒီပြစ္ဆုတ်ပါခုသိတဲ့ခန္ဓာ၅ပါးဒုတိယခန္ဓာဒုတိယပေါ်မဲ့ခန္ဓာလို့ဒီခန္ဓာအဟောင်းတွေကသူ့မှမလိုက်ဘူးဒီမှာပဲပြက်သွားတာဒါပေမဲ့သူ့လောင်ခန္ဓာသူ့ခန္ဓာနဲ့သူ့အတူချုပ်သွားတယ်ခုပဲခန္ဓာအစ်ဘာဖြစ်လို့ပေါ်ရဲဆိုတော့အကြောင်းကျိုးမကင်းလို့ဒီခန္ဓာရှိတော့မှလှုပ်ထားတဲ့ကုသိုလ်အကုသိုလ်ဆိုတဲ့စေနာကံစသည်အကြောင်းကြောင့်ဒုတိယခန္ဓာသွားပေါ်တယ်ဒါလို့ဆိုလည်းရှင်းတယ်ကဲခဏတော့ပဲ့တင်လာဆိုတာကြားဖို့မှာပေါ့အဲတောင်းလာအသောက်ဝိနာမှာတခါတည်းကုတ်អော်လိုက်တော့အတန်ဒီကထွက်လိုက်တယ်အဲ့ဒီအတန်မျိုးကဟိုကလည်းပဲအတန်စုတဘောနဲ့ပြန်ပြီးတော့ပဲ့တင်လာဆိုတာထပ်တယ်ဒါ
ဒါနဲ့ဒီကအတန်လားဆိုတာမဟုတ်ဘူးဒီအတန်နဲ့လည်းမတူအတန်တစ်မျိုးကြီးပေါ်တာအဲ့ဒါပဲ့တင်တာဒါကလေတောနာတောင်နာသွားတောတွေတောင်နာသွားပြီးလက်ခုပ်တီးအော်လိုက်မှဆိုတော့ဒီကအော်လိုက်တဲ့အတန်ဟိုကလည်းဟုတ်နဲ့အော်လာဒီကအတန်လားဆိုတော့မဟုတ်ဘူးဒီအတန်နဲ့လည်းမတူသို့တော့ဒီကမှမအော်ရင်ဟိုကလည်းပဲ့တင်တာဆိုတဲ့အတန်ကလည်းပြန်မလာဘူးဟုတ်ပြီလို့အဲ့ဒီလိုပေါ့အကြောင်းအကျိုးတွေပေါ့ဒီကအော်လိုက်တဲ့တန်တီးတော့အကြောင်းကြောင့်အကျိုးတရားအနေနဲ့ပဲ့တင်တာပြန်လာတာပဲအကြောင်းအကျိုးတော့တက်နေဒီကအတန်တော့ဟိုမသွားဘူးအဲ့ဒီလိုဟုတ်ပါမအားဖြင့်တစ်စိတ်ကြီးတစ်ခုနဲ့ပဲပြမယ်ဆိုလို့ရှိရင်ဖြင့်ဥပမာကားတဲ့ရုံးတွေကနေပြီးတကားလားဥပမာဘုရားရုံးကနေပြီးကလက်ဖက်ကလေးတွေမှာနောက်ပိုင်းကနေပြီးတော့ဘယ်နှခုနှစ်ဆိုပြီးတကားလားကလန်းလေးတွေတကားတဲ့ပြပြချာချာနှိပ်လိုက်တဲ့အခါကျတော့ခဏလေးတွေခြိုက်ပြီးတော့အဲ့ဒီရဲ့လက်ဖက်ပေါ်မှာထင်းနေတယ်ဘယ်နှခုနှစ်ဆက်သိတတ်ကြည့်ပါဦးမင်းတော့မပါဘူးပေါ့ဗျနှိပ်လိုက်တဲ့စိတ်ရလေးဟာဒီလက်မှတ်မှာထင်းသွားခဲ့တာပဲဒါပေမဲ့ဒီကစိတ်တုံးကြီးကလိုက်သွားသလားမလိုက်ဘူးသို့တော့ဒီနေရာမှာဆိုလို့ရှိရင်1992ခုဆိုတာလေးကတော့ပါသွားတယ်တစိတ်ရလေးကတစိတ်တုံးကြီးကလိုက်မသွားဘူးဘာဖြစ်လို့လိုက်မသွားတော့သူ့ရုံးမှာသူ့စိတ်သူသုံးနေတာဟိုဘက်ရုံးနဲ့သူဆိုင်မလို့ဆိုင်ခဲ့တာကိုအဲဒါကြောင့်ဒီစာတိုင်းမှာသုံးတဲ့စိတ်ဒီစာတိုင်းမှာပဲသုံးနိုင်တယ်ဒီဘုရားရုံးမှာသုံးတဲ့စိတ်ဒီဘုရားရုံးမှာပဲသုံးတယ်ဒါကြောင့်တစိတ်တုံးကြီးကမပါတဲ့စိတ်ရထင်သွားသလိုပဲဒီမှာလည်းပဲမသိချင်းကလှုပ်ထားတဲ့စေနာကံပတ်တိအကြောင်းကြောင့်အကျိုးတရားအနေနဲ့တော့ဟောတယ်ဒီခန္ဓာကြီးကတော့လိုက်မသွားဘူးဒါပေမဲ့ဝိညာဉ်နဲ့ခန္ဓာဆိုတဲ့အသက်ဒီဝိညာဉ်ပြောင်းသလားမပြောင်းဘူးရှင်းနေတာဘယ်မှမသွားဘူးဒီခန္ဓာမှာပဲပြီးတဲ့ဟိတ်ဆိုခန္ဓာ၅ပါးဆိုအလုံးစုံအကုန်ချုပ်ဟိုဘက်ခန္ဓာအစ်တစ်ခုထပ်ပေါ်လာတာဒီကဝိညာဉ်လေးအိမ်ကနေတာမဟုတ်ဘူးကြာခုနှစ်ရက်မသွားနဲ့လို့မပြေးတာလို့ဝိညာဉ်အမေမတွေ့သေးလို့ခြားလဲလဲနေတာမဟုတ်ဘူးအစ်စ်ပေါ်နေတာဒီအသက်ကလေးကမထွက်နိုင်သေးဘူးထွက်ပြီးတော့လည်းခုနှစ်ရက်အိမ်ပတ်နေသေးတယ်မလုံးနဲ့အိုးအဲဒါအစ်စ်ပေါ်တာအကြောင်းကြောင့်အကျိုးတရားသူ့ဟာသူဘာခန္ဓာဖြစ်အယုတ်ဆိုးတဲ့ခန္ဓာရှိတာနဲ့ခန္ဓာပေါ်ခြင်းလေးအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားဒီလိုတော့သိထားဒါရှင်းသွားတယ်ရှင်းသွားတာ10မိနစ်လောက်လိုတော့တယ်လို့ခိုင်းလာသိရင်ဆရာကတာကြည့်တယ်မင်းဒီအယူကိုယူထားတာဟာတဲ့မဲ့ဖို့မမအချင်းကြီးတော့ယောက်ျားမဲ့ဖို့မရနိုင်တော့ဘူးကွာမင်းဝိညာဉ်ပြောင်းတယ်တန်ត្រာတဲ့ဒီဝိညာဉ်ကကျင်းတယ်ဒီဝိညာဉ်ဒီပင်လည်းတကားပြောပြီးတကားလားအကောင်းအဆိုးတွေကိုသူခံစားတယ်လို့မင်းဒီအယူကိုယူတဲ့အတွက်မတရားအထုတ်ရတယ်မဲ့ဖို့မရတော့ဘူးကွာအဲ့ဒါတော့ကျေးဇူးရှင်အက်ကမှာပါဠိတာမဟုတ်ဘူးဆရာတော်ဘုရားကြီးကဝိပဿနာမရှုမဲ့ဒိဋ္ဌိကိုညာတပရိညာအသိနဲ့အရင်ခွာသားမှာခွာဆိုလို့ခွာပေးနေတယ်ဗျ။ဒါဆရာသမားရဲ့ဥပနိဒေယတစ်လုံးတစ်ပါးမှမလွယ်မတိတ်မစောင်းရအောင်သိချာဟောနေတာတဲ့။ဒါပြန်သတ္တရာဒိဋ္ဌိဒီနေ့ဟောတယ်ဗျ။နေ့စဉ်ကဥစ္စေတာဒိဋ္ဌိဟောနေတယ်။ဒီနေ့သတ္တရာဒိဋ္ဌိရှင်းပုံတော့ပြင်ပြီးခန္ဓာ၅ပါးပြည့်ပြီးတော့ခန္ဓာ၅ပါးပြည့်တဲ့ပင်ကားဆိုလဲ၄ပါးပြည့်ပြီးတော့တဘာဝိညာဉ်ကဘဝကူးတယ်ဘဝပြောင်းတယ်ဟိုသွားဝင်စားတယ်မလုံးနဲ့အဲ့ဒါဒီကဝိညာဉ်သွားတယ်ဆိုသတ္တရာလေးတွေဖြစ်တယ်အဲ့ဒီဘက်ကိုတရားထုတ်ရင်မညာပူညာမရဘူးဒါနလို့ရင်သူ့လေသူ့ပြင်းတတ်ပြီးတော့ရောက်မယ်နိဗ္ဗာန်မရဘူးဘလို့နဲ့လားအဲ့ဒါကြောင့်ခန္ဓာ၅ပါးလို့ပြည့်တဲ့ဝိညာဉ်ချုပ်တယ်လို့ပြောတာမှန်တယ်အသက်ထွက်တယ်လို့ပြောခြင်းဒီသတ္တရာလေးတွေဖြစ်တယ်ဒီနေ့ဒါလေးသိကြမှတ်ထားတော့ကောင်းပြီလားသိရင်သာတိတော်ဖြင့်ဘုရားကထုတ်တဲ့ချပြီးမညာပူညာမရတော့ဘူးဆိုတော့သာတိကောင်းတဲ့စိတ်ကြပြီးမှိုင်းသွားတာပဲတဲ့သူ့ဘဝတော့ပြုံးပြီးဆုံးပြီးဆိုပြီးတော့ဒီနေရာမှာပြင်သူ့ကိုယ်လိုဝမ်းနဲ့ပက်လက်ဖြစ်ပြီးဒီကလာမှာလာလျက်ဒီအယူလည်းမစွန့်ရတဲ့ဒီပုဂ္ဂိုလ်ကမညာပူညာနိဗ္ဗာန်မရတော့ဘူးတဲ့ဖက်ရှင်းသွားတယ်ဒါကြောင့်အာလုံယောဂီပေါင်းသူတော်ကောင်းတို့လည်းပဲသိသိချာချာဒီတရားကိုနာရတော့အဖြစ်ဟိုဘက်ကခန္ဓာအစ်တစ်ခုတော့ပေါ်ပါရဲ့သို့တော်လည်းပဲဒီဘက်ဘဝကလှုပ်ထားတဲ့သေနာကံအကြောင်းဒီဥသောတတ္တိကြောင့်ဟိုဘက်ဘဝခန္ဓာပေါ်တယ်ဘယ်လိုဒီလားဒီဘဝဒီခန္ဓာကဟိုဘက်ပြောင်းသွားတာမဟုတ်ဘူးတတူတစတပိုင်းတစ်တမုံကလေးမှမပါဘူးဒီမှာနေဖြစ်တယ်အဲ့လိုတိမှသတ္တရာလေးတွေသိနေအဲ့ဒါနဲ့6ပါးဝိညာဉ်အလုံးစုံပြောဝိညာဉ်6ပါးရှိဝိညာဏတ္တ6ပါးရှိတဲ့ယောဂီတို့သက္ကဝိညာဉ်သောတာဝိညာဉ်ကာဏဝိညာဉ်ဘိဝဝိညာဉ်ကာယဝိညာဉ်မနောဝိညာဉ်ဝိညာဏတ္တ6ပါးအဲ့ဒါဝိညာဉ်6ပါးအလုံးစုံတရား9မိနစ်ပဲကြည့်ဒါပြောတောင်းမိလားဖြင့်သက္ကဝိညာဉ်ဆိုတာမျက်လုံးဝိညာဉ်နဲ့သိပေါ်ရသောတာဝိညာဉ်ဆိုတာကြားစိတ်ကိုပြောတာပဲကာဏဝိညာဉ်ဆိုတာနာမ်စိတ်ပဲကောင်းပြီလားဇေဝဝိညာဉ်ဆိုတာစားစိတ်ပေါ့ကာယဝိညာဉ်ဆိုတာခန္ဓာကိုယ်မှာတွေ့ရှိတဲ့စိတ်တွေပေါ့မနောဝိညာဉ်ဆိုတာကြံတွေးစိတ်တွေပေါ့ဒါဖြင့်မြင်စိတ်ကြားစိတ်နာမ်စိတ်စားစိတ်ကိုယ်မှာတွေ့ရှိတဲ့စိတ်ကြံတွေးတဲ့စိတ်အဲဒီစိတ်ကိုဝိညာဉ်လို့ခေါ်တာပဲဒါဝိညာဉ်6ပါးပဲခင်ဗျားတို့ပေးထားတဲ့ပရိစ္ဆာသမုပ္ပါစာဝလေးကိုလှန်ကြည့်အဲ့ဒါလေးတွေကြက်ထားဒါလေးတွေဘုရားဥစဉ်ဒီနေ့ကိုယ်ကိုရမှာမဟုတ်ဘူးအဲဒီထဲမှာပါတဲ့အတူအစတွေကိုကြက်ထားနောက်မေးရင်လည်းရအောင်ကိုယ်ကိုယ်လည်းသိအောင်အမလေးပြိယကလည်းတင်မှရတယ်ဗျပြိပလုပ်ငန်းကတော့ဆရာသမားတွေခေါ်တဲ့နေတဲ့အားထုတ်ရတယ်
အဲ့ဒါကြောင့်ကျိုးတင်ပြီးတော့လည်းစာအုပ်ကလေးတွေလည်းဓမ္မဒါနအဖြစ်နဲ့ဝေငှဖိတ်တန်းထားပါတယ်ဒါလေးတွေဒီတိုင်းပြစ်မထားပါနဲ့အဲ့ဒီထဲမှာပါပါတယ်သိတာကြည့်လို့ရှိရင်ဝိညာဉ်6ပါးအာယုံ6ပါးလို့ဓာတ်6ပါးလို့တိတိကျကျဟောထားပါတယ်တဲ့အဲ့ဒီထဲမှာဆိုလို့ရှိရင်အာယုံ12ပါးနဲ့အကုန်ပါတယ်အပြင်အာယုံအတွင်းအာယုံဓာတ်တွေလည်းအကုန်ဟောပြီးသားဖြစ်တဲ့အတွက်အဲ့ဒီထဲမှာကြည့်ပြီးကြက်ထားပါဦးအဲ့ဒါလေးတည်းသိအောင်တိုင်းသက္ကဝိညာဉ်ဘယ်မှာပေါ်တော့ဆိုတော့မျက်လုံးမှာပေါ်မျက်လုံးမှာပေါ်တဲ့သက္ကဝိညာဉ်ဒီအလိုလိုပေါ်တာမဟုတ်ပါဘူးအကြောင်းတစ်ခုတိုက်ဆိုင်လို့ပေါ်တာပါဗျဒွါယံဘိက္ခွေပရိစ္ဆဝိညာဏဘိက္ခွေจิตာဟံတို့ဒွါယံနှစ်ခုသောအကြောင်းကိုပရိစ္ဆဆိုကြဝိညာဏဝိညာဉ်ဒီသံဘောတိဖြစ်၏ကချင်းစာဘိက္ခွေဒွါယံပရိစ္ဆဝိညာဏဘယ်အကြောင်းတစ်ခုဆွဲရဖြစ်တယ်လေသက္ကုံစာပရိစ္ဆယူပိစ္ဆဥပ္ပစ္စသက္ကဝိညာဏမျက်လုံးကြည့်ရအသိရုပ်ဒီတစ်ခုကိုဆွဲပြီးဒီအကြောင်းတစ်ခုကြောင့်မျက်စိပေါ်တယ်အချိန်မရလို့တုတ်တူပြောတယ်တိုင်းမျက်လုံးဖွင့်လိုက်အပြင်ကအတူနေကြောင်ကြဆင်းလေးနဲ့တဲလိုက်ချက်ဆိုအဆင်းကိုမြင်တဲ့မျက်လုံးစိတ်ကလေးစီသောပုဂ္ဂိုလ်ရဲ့မျက်လုံးအကြည့်ရုပ်ပေါ်မှာမြင်စိတ်ပေါ်တယ်ခတ်သက်သက်ပြောအဲဒီမျက်လုံးစိတ်လေးဘယ်ပေါ်မှာပေါ်တော့မျက်လုံးအကြည့်ရုပ်ပေါ်မှာပေါ်တယ်တဲ့အလိုလိုပေါ်လာတယ်ဆိုတာဘုံအကြောင်းနှစ်ခုကြောင့်အကြောင်းတစ်ခုတိုင်းဆိုင်တဲ့အတွေ့အကျိုးတရားမြင်စိတ်ပေါ်တယ်မျက်လုံးကြည့်ရုပ်မှာပေါ်တယ်ပေါ်ပြီးပါဖြစ်တယ်ပြက်သွားပေါ်ပြီးပြက်သွားတာဒါကြောင့်ဘုရားကလည်းသက္ကုဝိညာဏအနိစ္စံလို့ပါဠိတော်တယ်ဟောတယ်သက္ကဝိညာဏမျက်လုံးပွင့်အသိနဲ့တဲ့အခါမှာမျက်လုံးကြည့်ရုပ်ပေါ်မှာသက္ကဝိညာဉ်လို့ခေါ်တဲ့သက္ကဝိညာဏကဝိညာဉ်ဆိုတဲ့ဉာဏ်စိတ်လေးဒီဥဒ္ဒစိတ်ဖြစ်ဝိညာဉ်လေးဒီပေါ်ပြီးတကားလာပြတ်သွားတဲ့အနိစ္စအနိစ္စပဲတက္ကရာကဖွင့်လိုက်တဲ့ဟုတ်တော်အပါဝုထေနအနိစ္စလို့ဖွင့်လိုက်တယ်ဟုတ်တော်အာယုနဲ့ဆိုတာတက်လိုက်တဲ့အခါမှာမျက်လုံးကြည့်ရုပ်ပေါ်မှာမြင်စကလေးဖြစ်ပေါ်လာပြီးအပါဝုထေနညာစိတ်နဲ့ကြည့်လိုက်တဲ့အခါမှာမရှိတော့ကြအနိစ္စအနိစ္စပဲမျက်လုံးပွင့်အသိနဲ့တဲ့အခါမှာမျက်လုံးအကြည့်ရုပ်ပေါ်မှာအသိကိုမြင်တဲ့စိတ်ပေါ်တယ်ပေါ်နေတဲ့ချိန်မှာဖြစ်တာပဲသူ့တဲ့တန်းကပြည့်စုံဖြစ်ပြည့်စုံပြက်သွားဘယ်သွားပြက်တော့မျက်လုံးကြည့်ရုပ်ပေါ်မှာပဲပြက်သွားတာပဲမျက်လုံးစိတ်ကဒီနေရာမှာဌာနပြောင်းပြီးတော့နားပေါ်မှာသွားပြက်တယ်လို့မရှိဘူးမျက်လုံးပေါ်မှာပေါ်မျက်လုံးပေါ်မှာပြက်ဒီနေရာမှာပြင်ပေးရတင်းကြိုက်မွေးတဲ့နေရာမှာပေးတာပဲဒီနေရာမှာဖြစ်ဒီနေရာမှာပြက်သွားဘယ်အကြောင်းလေးလို့ဝင်ရင်မျက်လုံးဝင်နေနားပြောင်းပြီးတော့ပြက်တယ်လို့မရှိဘူးရအတန်နဲ့နားနဲ့ခဏတော့နားမှာအခုကြားနေရကြားတဲ့စိတ်ကနားပေါ်မှာပေါ်နေတာနားထဲမှာပေါ်တယ်အဲ့ဒီထဲမှာပဲတစ်လုံးပြောတစ်ခါကျဒုတိယတစ်လုံးပြောပထမကြားတဲ့စိတ်ပြက်ဖယ်သွားတယ်နှာခေါင်းမှာသွားလို့ပြခုနားထဲမှာပဲပြက်တယ်အဲ့ဒါသူ့နေရာမှာသူ့ဝိညာဉ်ပေါ်တဲ့နေရာမှာပြက်နေတာပဲဆိုတာရှင်းနေတယ်ကဲအချိန်ကြာနေပြီဒါနဲ့ပြောင်းသေးသလားဆိုတော့မပြောင်းဘူးမျက်လုံးဝိညာဉ်မျက်လုံးမှာပေါ်မျက်လုံးပေါ်မှာပဲပြက်နားဝိညာဉ်နားပေါ်မှာပဲပေါ်နားပေါ်မှာဒီစိတ်ကြားစိတ်နားစိတ်စားစိတ်သူ့ဝိညာဉ်ဒီသူ့နေရာမှာပေါ်သူ့ဌာနမှာပေါ်ပြီးပေါ်တဲ့နေရာမှာပြက်တာပဲသေရတင်းနေမယ်မွေးတဲ့နေရာသေတာပဲကဲရှင်းနေပြောင်းသေးတာမပြောင်းဘူးခင်ဗျားတို့ခန္ဓာကိုယ်ပေါ်မှာဒုက္ခဒုက္ခကာယဝိညာဉ်နဲ့ပြန်ကြည့်တာရားလိုက်တာဥပမာနှစ်ခုမှရားလိုက်တယ်ရားတဲ့ဝိညာဉ်တွေကနှစ်ခုမှရားနှစ်ခုမှပြတ်သွားတာပဲခင်ဗျားတို့ကတရားကြီးဖြစ်နေအဲ့ဒါနှစ်ခုကနေပြီးတော့ဘေးနှစ်ထင်းရောက်ပါရအောင်ရားလာလိုက်တာတရားကြီးမဟုတ်ဘူးပထမရားတဲ့ဝိညာဉ်တွေကရားတဲ့နေရာမှာပြတ်ပြီးတော့ဒုတိယလည်းရားဒုတိယရားတာကအစားထိုးတာသိကပြန်ကြည့်ရားတဲ့နေရာမှာပြန်ကြည့်တာပထမနည်းနည်းရတယ်နောက်အလားစားရတယ်နောက်တော့မကုတ်ရတဲ့ကျုပ်မနေရင်တော့ဘူးရားလိုက်တာပြောဘူးလားပြောတာပဲပထမနည်းနည်းရားတော့ကတော့မကုတ်သေးဘူးသိခံနောက်နည်းနည်းရားတဲ့အလားစားရားတော့လည်းနေနေအကျမ်းလာရတော့ကျုပ်ကမတန်းနိုင်တော့ဘူးကုတ်ရဖဲရတော့မှာပဲဖြစ်လာဒါဖြင့်အရာကလေးအရာလားအရာကြီးတူသလားမတူရားတဲ့ဘောတွေပြောင်းပြက်နေတယ်အဲဒါဖြင့်ပထမနှစ်ခုမှရားတဲ့ဝေဒနာလေးဒီရားစိတ်ကလေးဒီနှစ်ထင်ရောက်မပါဘဲနဲ့ပြက်သွားသူ့နေရာမှာပေါ်သူ့နေရာပြက်တယ်ဒါဖြင့်အာယုံ6ပါးဒေါရ6ပါးတိုက်တဲ့ဝိညာဉ်6ပါးဒီပေါ်တဲ့နေရာမှာပေါ်ပြီးပြက်တာပဲဒီကနေ့တော့ပဲထားနိုင်လို့ရင်မကောင်းဘူးဒါဖြင့်ကိုယ်ကမှကိုရတဲ့စိတ်ကလေးပေါ်နေတယ်ရုပ်ရည်အဲ့ဒီပေါ်တဲ့ရတဲ့စိတ်ကလေးကာယဝိညာဉ်စိတ်ကလေးဒီနေရာမှာပေါ်ဒီနေရာမှာပြက်တယ်ဖြစ်ပြီးပြက်တယ်ဖြစ်တယ်လို့ဆိုလိုက်ဟုတ်ပြီဒါကြည့်ရင်ဝိညာဉ်6ပါးဒေါရ6ပါးအာယုံ6ပါးတိုက်တော့ဝိညာဉ်6ပါးပေါ်တယ်ပေါ်တဲ့ဝိညာဉ်လေးဒီပေါ်တဲ့နေရာမှာပြက်တယ်ဒီနေ့တော့ပဲထားလက်ကျင်ကကျတော့စိတ်ပြောမယ်နာရီသိနေတယ်ဒီတော့ယောဂီပေါင်းသူတော်အောင်လို့ဝိညာဉ်6ပါးစိတ်6မျိုးသည်အာယုဒ္ဓရတိုက်တဲ့အခါမှာပေါ်တိုင်းပေါ်တဲ့နေရာမှာပြည့်သွားသောကြောင့်ပေါ်ပြီးပြည့်ပြီးပြည့်သောကြောင့်ဖြစ်တဲ့ကဒုက္ခသစ္စာမြင်တဲ့ဉာဏ်ကမေဃသစ္စာဒုက္ခသစ္စာမေဃသစ္စာအဲဒီလိုကြားတာဖြစ်တဲ့နာတာဖြစ်တဲ့ကြားတာဖြစ်တဲ့မြင်တာဖြစ်တဲ့နာတာဖြစ်တဲ့အကုန်ဆွေးတာဖြစ်ပြီးတဲ့မဟုတ်ပြီးတာပဲဒါသူများသိမို့ကိုယ်သိပဲကိုယ်သိကိုယ်မြင်ရတဲ့အခါကျတော့ဒီအတိခန္ဓာအတုပါရှိပဲအသိနေမှာများတော့အသိနေတာကယထာဘုဒ္ဓဉာဏ်ဖြစ်ဖြစ်တဲ့ဝိညာဉ်နဲ့ခန္ဓာအသိအတုပါတဲ့နေမှာတော့ငြင်းဝိတာကနေပိဋ္ဌဉာဏ်ဒီအသိခန္ဓာအတုပါရှိတဲ့မလို့ခြင်းမရခြင်းတော့ပါဘူးအသိခန္ဓာဖြစ်ဖြစ်တဲ့အသိခန္ဓာတွေကဒုက္ခသစ္စာအစ်စ်ပါပဲလို့ဉာဏ်ထဲမှာသုံးရတဲ့ချနိုင်တဲ့အခါကျရင်ဒီ
ဒီနေရာမှာဖြစ်ပြီးပြတ်တာကိုသိသောကြောင့်သတ္တရာဒိဋ္ဌိတဲ့မပေါ်ဘဲနဲ့သိသွားတယ်တဲ့ဒါဖြင့်ဖြစ်ပြီးပြတ်တာကဒုက္ခသစ္စာမြင်တဲ့ဉာဏ်ကမေတ္တာသစ္စာဖြစ်ပြီးပြတ်ပါတယ်ဆိုတာသိခြင်းကြောင့်ခိုင်နေတယ်လို့ယူတဲ့သတ္တရာဒိဋ္ဌိတွေမပေါ်ဘဲနဲ့ချုပ်ပြီးသိသောကြောင့်သေတာသုံးကြသစ္စာဖြစ်တဲ့အတွက်သူကလုံးမှဖြစ်မဲ့နောက်အပေခန္ဓာလို့ခေါ်တဲ့ငရဲသိစ္စာပိဋ္ဌာသူတကယ်လို့ခေါ်တဲ့အပေခန္ဓာတွေမပေါ်တော့ဘဲနဲ့အပေခန္ဓာသတိအင်းကြီးတဲ့သဘောပေါ်တဲ့အင်းကြီးတွေကနိဗ္ဗာန်ကနေတော့တာသစ္စာရဲ့လို့ဖြစ်တဲ့တစ်ချက်နဲ့သစ္စာ၄ချက်တကယ်နဲ့စိုက်ပြီးကာလမှာဒါနဲ့ပထမမဉ္ဇဉ်ရပြီးတော့ပထမနိဗ္ဗာန်ကိုအာယုပြုနိုင်တော့သောတာပန်သူတော်ကောင်းသူများလောင်းများဖြစ်နိုင်ကြပါစေယောဂီကိုယ်သိတရားအထုတ်ခြင်းမှာဘယ်နဲ့တရားသူတရားမြတ်တွေတွေ့ပြီးတော့ကိုယ်စိတ်နဲ့ချမ်းမြေ့သာယာရှိနိုင်ကြပါစေလို့လေးလေးနက်နက်မေတ္တာပို့ရဆုတောင်းလိုက်ပါတယ်။ဒါနာယူရှိနေတဲ့အတွက်ဒီတိုင်းမှာဓမ္မလူဓမ္မပရိပါအရှင်းများဖြစ်မြတ်စွာဘုရားအားတရားနဲ့ပူဇော်ရတဲ့ဝိပဿနာကုသိုလ်ရဲ့အဖို့ဘာကကို30ဘုံမှာ